ဟုတ်ကြီးကျွန်တော်တို့3ယောက်ကိုမပြောတာအဲ့ဒါကိုသူ့ဘာသူလိုချင်နှကြီးရဲဆိုပြီးတော့အတင်းမဆန်လာပေးတာဟုတ်တယ်လေမင်းပတ်တာပေးပြီးတော့မှာလာလေအုတ်ကြီးကျွန်တော်တတ်တယ်ရှိတယ်အုတ်ကြီးခုပေးတာဟာတော့မင်းတို့ကြံပါလုံးမသိတော့ဘူးဟဲ့ဘာကြံမလို့ပါလဲကွာဒါအုံတော့ကိုမှန်ကန်စွာသုံးချတယ်လို့ခေါ်တယ်ကြံမလို့တယ်လို့မခေါ်ဘူးအကြံဖန်လုံးတာပဲကွာမင်းတို့ကလည်းကြံတယ်ပတ်စံငါတို့ကဖိတ်ကောင်းတယ်ဒါလက်ဖေးဆိုင်ကွာရုံးများမှတ်နေဒါရုံးကွာလက်ဖေးဆိုင်များမှတ်နေသုံးချနေတာပဲကွာဒီလိုမဟုတ်ကြီးဒီလိုပါ online shopping မှာပစ္စည်းမှာအဲ့ဒါကျွန်တော်တို့ကသူ့မမှာခိုင်းဘူး तू ကသူပတ်စံပေးပြီးမှာတာ तू သဘောနဲ့ तू မှာတာကျွန်တော်မှာခိုင်းတာမဟုတ်ဘူးဟဲ့ဒီပစ္စည်းမသိတော့ပါလားပေါ့ဒီပစ္စည်းမတင်မလို့ဘယ်မှာတော့ပြေးပြီးမအောင်ကလေးကြီးကြတယ်ဟုတ်တယ်တာပြီးရောပါမယ်တာပြီးလို့ပြောဟဲ့ကောင်းတယ်ဟာကဲဝရတို့မင်းပြောမင်းပြောဒီလိုအုတ်ကြီးလေအဲ့ဒီကမရှိကြဘူးအဲ့ဒီကမရှိကြဘူးเนาะအနည်းဆုံးမှထိုင်ပြီးဝေးဆုံးရောက်နေကြရဆိုတော့ဒါမျိုးပေါ့ဟဲ့ဒါအစ်စ်တော့ငါအခုပို့လိုက်ပြီအေးရောက်ပြီနော်တွေ့တယ်ရောက်လည်းလည်းပြောမင်းဒီလိုပေါ့ဒီနေ့တော့မြေချင်းစံထိုင်ပြီးပို့နေကြဟဲ့လားဒီကိစ္စပဲမလို့เนาะဒါနဲ့ပဲသိမှာပဲအစ်စ်မလို့ကွာအစ်စ်ဆိုပို့ပေးရတယ်အဲ့ဒါတော့ရှားဘူးလေပရင်ဝမ်ဟေးပနေဝိုင်းအိုးဟဲ့မင်းတို့အဲ့လိုပို့နေမှာငါတတိရတယ်လေကွာဟဲ့ဟိုငါပြောတဲ့ကိစ္စဘယ်လိုလဲဘာလဲကွာဘာကိစ္စလဲဟိုမင်းတို့ကလည်းကွာတော်တော်ဝေးတာပဲငါတကယ်ချင်းကွာစာလုံးကကွာဟမ်ဟိုလည်း shopping လုပ်ထားတယ်လေဟိုပစ္စည်းကွာအဲ့ဒါလေဘာလဲကွာမင်းကလည်းအရင်မရှိဖျားမရှိဘာပစ္စည်းတော့မင်းကလည်းအဲ့လိုအရင်ဖျားနေတဲ့ပတ်သက်တဲ့ပစ္စည်းကွာမင်းကလည်းဟိုကလေပေါက်ပြီဟဲ့ဟိုပစ္စည်းလေငါတို့မှာတင်ပစ္စည်းလေယူမယ်ဟဲ့ယူမှာပေါ့ကွာမင်းယူမယ်ဆိုပတ်စံပေးလေပတ်စံဟိုလဲဆိုပြီးပတ်စံရေကြိုပေးရမှာအေးဟုတ်ပါကွာဒါပေမဲ့ပတ်စံလုံးဆိုင်ကငါအဆင်မပြေသေးဘူးကွာပတ်စံနည်းနည်းကြက်နေမင်းအောင်ငါလည်းသိအဆင်မပြေဘူးမင်းတို့ကလေကွာအကြောင်းပိတ်ပါပြီဆိုတော့မှပတ်စံကြက်သလိပါလေးနဲ့ကွာအေးရောက်လာတော့မှငါချက်လာမသုံးတယ်နည်းနည်းပြလိုက်ပါဒီပစ္စည်းအများလို့ဖြစ်တယ်ပစ္စည်းမမို့တာဟုတ်ပါမင်းကလေအေးပါကွာမင်းငါတို့လိုလဲလိုချင်တာဗောပတ်စံမရှိလို့ပါကွာမင်းပစ္စည်းကကြီးရင်လည်းကြီးလို့ရတယ်သိရင်လည်းသိလို့ရတယ်ငါတို့ကြိုက်တယ်ဒါနေဘယ်ကမလဲရှည်ကျင်လည်းရတယ်တိုကျင်လည်းရတယ်ကြီးကျင်လည်းကျွတ်လည်းရတယ်နော်အတန်မပါတာတစ်ခုပဲအဲ့ဒါပါရတယ်အကောအဲ့ဒါရတော့ပြီးပြီပေါ့ကွာအဲ့ဒါကွာမင်းကလေဟမ်အောင်ခါဘာလို့ကိုလိုက်တော့ကွာမင်းကလေမင်းတို့ပစ္စည်းကကိုစွဲလာဝနာလေကွာစာလုံးကပစ္စည်းစွမ်းတာဗောဟုတ်တယ်စွမ်းသလားမင်းစွမ်းစာနေတော့နှဆုံးမာထားတယ်ရောက်ပေးရမှာသူငါတိုးချင်တာရှ
ရှင်လို့ထစ်တာ ဟမ်ရှင်တို့ထစ်တယ်ဘာရှိတာလဲစကားပြောထစ်အော်အေးဘောစကားအရှိန်ပြီးတော့ထစ်ပြီပေါ့ကွာမင်းကလည်း မလဲအဲ့ပစ္စည်းလိုချင် ဟဲ့ဟိုလူချင်းတော့ငါတို့ပတ်စံကြိုးပေးရမှာကွာ online shopping ဆိုတော့လေဟေး ပစ္စည်းရောက်မှပေးလို့မမရဘူးလား အော်ပစ္စည်းကစာလုံးကမားမှာပစ္စည်းတော့မပေးလို့မရဘူးလေကွာကြိုးပေးမှရမှာပေါ့ကွာ ဘယ်လောက်လဲ တိတ်မများပါဘူးငါးပလင်းနဲ့ပါ 9000တော့ အာဟေ့ဝနမင်းစဉ်းစားမနေနဲ့ပြည်တွင်းပြတော့ကွာ3-4,000ပေးရတဲ့ဥစ္စာကိုဒါစာလုံးကလာလေ9,000ပစ္စလက်ကတ်တန်တယ်ငါတို့မှားကျင်တာဒီမှာ တို့ ပတ်စံ တော့ မရှိ ပတ်စံတိတ်မရှိလို့မမလိုချင်နေတာ ဖေအောင်ကြိုးပြောရတယ်နော်အယောင်ပိတ်ပြီနော်ဟဲ့ရောက်မှတော့မျှမတုံးနဲ့နော်ဟာဟဲ့တော့တယ်ထိုးတော့မှာပဲဗန်ပိတ်တော့ပဲဟာပတ်စံတော့လဲ မြုပ်မမယ် မှန်မလား 9000နော် အေးဟုတ်တယ် သူများကောင်းလာသွားပြီမင်းတို့ လိုချင်တာငါတို့ကတက်တဲ့ပတ်စံမရှိလို့ကွာလိုချင်နေတာ 9,000ပြည့်လား ပြေးတယ်ပြေးတယ် ဟေး ပစ္စည်းဘယ်တော့လောက်ရောက်လဲ ဟောရောက်ချင်မှလည်းရောက်မှာကွာကမောင်လေးဟောရောက်ကိုရောက်မှာရောက်တဲ့ခါကျမင်းကအမြန်ဆုံးဆက်သွယ်လိုက်မယ်ငါကိုလည်းလာပေးမယ်ကွာဟုတ်ပြီလားနော် အဆင်ပြေပြီဆိုဘီယာဆိုင်တော့ ဟေးပြေးတယ် ဟုတ်ဘီယာဆိုင်နာဘန်အောင်သွားမယ် ဗန်သွားမှာ နီးတယ် ဗန်ကြီးတယ်အေးအဲ့တော့အချိန်ပြီးသွားလဲ အေးသွား မင်းတို့လက် ဟောဒီလောက်လေးရတော့ကွာမင်းစာမခွဲတော့ပါဘူးမင်းရှင်းလိုက်ပါကွာပြောင်းဒီမှာမင်းတို့လည်းပါနော်မင်းတို့လည်းပါနော် ရောက်လာတော့ကျမ်း ဘာပြောမှမလဲအမေကြားရှိတယ်မတော့ ကြားပဲရှိ မင်းများဆုံးပဲမင်းများဆုံး ကြားလုံးပါနည်းနည်းရောက် တော့ကြားချင်မဝင်ဘူး အကြားတော့ မင်းတို့လိုက်ရှာနေတာ အိုးမင်းကလည်းငါမျိုးလိုက်ရှာနေတာတဲကွက်လုံးနှက်နေမင်းဘယ်ရောက်နေတာလဲ ဟာမငါမင်းရှိမှစောင့်နေတာကြားလာနေပြီ ဟာဘာလို့ပို့ ငါမထားတဲ့ပစ္စည်းလေ အော်အေးဟုတ်တယ်အဲ့ဒီပစံမင်းကပေးလို့လိုက်ရှာနေတာကဲရောက်ပြီဗျာစာလုံးက အေးဟိုလေကိုမင်းလမ်းလေကောင်မသိတော့လေအိမ်ရောက်မှကိုလှုပ်ချင်လှုပ်လေ အိမ်ပြန်လိုက်လေအိမ်ပြန် မအောင်နိုင်တော့ကိုဖောက်ကြည့်တာပါလေ မင်းမာထားလေ လေတာပူပေါင်းနေလေ အေးဟုတ်တယ် လေဟုတ်တယ်လေ ငါဒီပူပေါင်းနေဘာလို့ပို့လဲမင်းပြောတဲ့ပစ္စည်းကိုမှားတာကွာ ငါပြောပစ္စည်းရဒါပဲလေ ဟဲ့တတိယဘာလို့လို့ရမှာလဲ အော်လုပ်လို့ရတာပေါ့ကွာဟဲ့ပြပြလုပ်လို့ရလုပ်တယ် မင်းရလဲဒီမှာကြည့် ပြပြဟေးဒါ ဟောအကြီးရသေးကြလား အေးပြေပါပြီ သေးလေးရနော်မိုက်တယ်မှာ ရှင်းရှင်းလို့ချင်းအဲ့လိုတွဲပြီးတော့ဖူးတော့မဟုတ် ဟဲ့ရှင်းပါ ဒီလိုချင်းဒီလိုလေးဖူးတော့မဟုတ်ဒီလိုလေးနေတယ် ဟောပါ မယူဘူးကွာဟမ်ငါကလေးလေးလောက်တာဟာဒါလည်းမယူရောက်ငါပစံပြန်ပေး အော်မင်းပတ်စံပေးလို့မရဘူးလေပတ်စံစင်ကူလွှဲလိုက်ပြီကွာစင်ကူရောက်သွားပြီလေ မကလေးလေးလောက်တာဒီပူပေါင်းနေငါဘာလို့ရမှာလဲကွာ အော်မင်းရတယ်ကွာငါရဲ့ကလေးတော့ဦးမှုတ်နေကြပြီကွာဆော့နေကြပြီမင်းမဆော့ချင်မင်းရဲ့ကလေးတွေပေးဆော့လိုက်သူတို့ပေါ့ မဝီဟာမယူဘူးကွာပစံ9000ပြန်ပေးမင်းဟုတ်ကဲ့ မင်းကဒီဘူပေါင်းတစ်ထုပ်9000နဲ့ထည့်လိုက်တာပေါ့ ဟာကျွန်တော်ထဲ့တာမဟုတ်ပါဘူးရောင်းတာပါ ဟုတ်ကြီးဟာကိစ္စကိုဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးဟာဒီကောင်သုံးကောင်ကိုကျွန်တော်ဖိုးတွန်တင်းနဲ့ဟမ်ဘူးပွင့်မယ်ရဲစကားမှာဟမ်ဘူးပွင့်မယ် ကဲကိုဝင်းကြီး ကိုဝင်းကြီးလုံဆမ်းပါဗျာဘယ်နဲ့ကိုဝင်းကြီးတို့ အေးဗျာအခုကျုံအနေနဲ့ကတော့တရက်ကွက်သားချင်းတွေဒီမှာပဲပြည်လဲစေချင်တယ်ဟိုရုံရောက်ခက်ရောက်ဆိုတော့လေလူကြားလို့မကောင်းပါဘူးဗျာနော် အေးပါဗျာကျုပ်အဲ့ဒီငွေကိုစိုက်ရော်ပေးပါ ဟာအဖေ
စိုက်ပြီးရောပေးကြမလို့လေဒါ online shopping လေ online မှာတဲ့ပစ္စည်းကြောင့်ပတ်စံပေးရတယ်ပစ္စည်းမလို့ကျွန်တော်ပြန်ပြီးပတ်စံပြန်ပေးထုံးတယ်မရှိဘူးလေ ဟဲ့မင်းပစပ်ပိတ်ထားတာမင်းနဲ့ငါအိမ်ကျမှတွေ့ ဟောဖေဒီမှာပဲတွေ့နေတာပဲဒီမှာပဲကိစ္စဖြစ်လိုက်ပါအေးရောဘာလို့ထပ်တွေ့လို့မှာ မင်းပစပ်ပိတ်ထားလို့ငါပြောနေတယ်လေကဲမောင်နာမင်းဘာမှပူးမနေမင်းကိုဦးဆက်ရောပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ဦးလေး ကဲအဲ့လိုပြေးပြေးလေးလေးဖြစ်တော့ကျွန်တော်တို့လည်းစိတ်ချမ်းသာပါနော်ကဲစီအခုအားလုံးအဆင်ပြေသွားပြီဆိုတော့နော်ကျွန်တော်တို့အကြောင်းအရာလေးကိုဒီမှာတက်သေးဖြစ်မှတ်တမ်းတင်လိုက်နော်မှတ်တမ်းတင်ပြီးရင်ဒီဘူပေါင်းကိုခင်ဗျားယူလိုက် ကျွန်တော်ဘာလုပ်ဖို့လဲ မဟုတ်ဘူးလေ ဘာလို့မဟုတ် မဟုတ်ဘူးလေဗျာရုံးပါဒါတက်သေးဖြစ်သိမ်းရတယ်ဒါခက်တာဝင်လေ အဲ့လိုပြောနေ ဟာ မင်းတော့ဘလောက်ထိဒုက္ခပေးတယ်မှလည်းပြောစမ်း ဖေလေဒါဒုက္ခပေးတာမဟုတ်ပါဘူးဟိုလူငယ်တဘာဝပျော်ချင်လို့စမိနှောင်းမိတာပါ အိုးလူငယ်တဘာဝဟုတ်လားအသက်ကပြန်သေကန်နီးနေဟမ်သူများပစ္စည်းကိုလိန်ညာယူပြီးတော့ဘီယာဆိုင်ထိုင်နေဆိုတာက420အောက်တန်းသားတွေလောက်တဲ့လောက်ကနားလေလား အဖေကလည်းတားဖိုးတယ်နေမဟုတ်ပါဘူးသူကသူ IG နဲ့လူခံရတာပဲဟာ အပေါ်တလျှောက်ပြောမနေနဲ့ဟမ်သူတို့ကပစ္စည်းကိုလိန်ညာလဲပြားပြီးယူတယ်ဆိုတာကလူအောက်တန်းသားလူကလေးကချစ်တွေလောက်တဲ့လောကမင်းကြောင့်က rope လောက်ကျသွားတယ်ထင် ဟို up to date မှာတော့ထောက်တော့လို့ပြောတာပဲဖေ ငါတို့တော့ကျသွား ဟုတ်တယ်ဝယ်စုထားတယ် စုထားပါဘောကွာဟဲ့မင်းပါပြောမင်းပါပြောလေ ဒေါ်လာသိနေတာမဟုတ်လား ဒေါ်လာသိငါမေးမလားကွာဟင်မင်းကြောင့်ကျသွားတယ်ငါရတိတ်ခါကိုပြောနေတာနားလေလားမင်းတော့နာတော့မကွာ ကိုဝင်းကြီးရှင်တော့ရှင် ငါဘာလို့ရသေးလို့ အခုလုံးတော့မှလေကိုသားသမီးပဲရှင်စကားနဲ့စုံမရင်ရနေရသားနဲ့ရှင်အခုတော့လက်တချီတွေပါတော့မယ် မင်းမဲစဉ်းစားကြည့်လေဟင်အသက်ရွယ်ချင်းသိကန်နေပြီဟင်ဘာလို့မှမေမေရမလုပ်ချင်ဘူးရက်ွက်တယ်မှာလက်ရနဲ့ပြက်တယ်မှာရှားနေတော့ကောင်ကွာ ဩလူငယ်တဘာဝပဲရှင်ပျော်ကျင်လို့စတာနောက်တာဘူးသူ့ကိုကြီးကြီးကျယ်ကျယ်ထိခိုက်သွားလို့လေ အေးမင်းရှိရင်အလိုကာဒီလုံးလေဒီကောင်ပြက်သေးလေပဲငါအခုတိမခံနိုင်တော့ဘူးကွာ ဒီမခံနိုင်တော့ရှင်ကဘာလုပ်ချင်လဲ မင်းမစားပိတ်ထားတာ မပိုက်တာဘာဖြစ်လဲရှင် မင်းကွာ ဘာဖြစ်ချင်လဲ မင်းချက်သေးထား တားလေကွယ်မင်းဖေကြောင့်တည့်ရသားနဲ့ဘာဖြစ်လို့အဲ့လိုလုပ်ရတာလဲ အမေကလေတားလူငယ်တဘာဝဟိုပျော်ချင်လို့စလိုက်နှောက်လိုက်ပြီလားပါဟိုအမေစီကမမိုးရတယ်အဲ့ဒါပြန်ပေးပါဦး အခုတော့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ရက်ကယုံရောက်ရတယ်ကဲတွားရင်မို့ချိုထမင်းစားအောင်လို့ ဟုတ်ကဲ့ ဟဲ့ငါပို့လိုက်ပြီနော်။နိုင်ရှင်မင်းကိုအစ်စ်ပုံထွက်တယ်ဆို အေး ငါပို့လိုက် မမပြ ။ငါပို့လိုက်ပြီ။ရောင်းရင်စားရတယ် ဟုတ်ပြီဟာရောဘယ်လဲနေဖားလိုက်နဲ့စင်ပြေပါရဲ့ မပြေပါဘူးကွာဘိုးတို့ကသူ့တိခါကြောင်လုပ်တယ်ဆိုတော့ငါ့ကိုအမုန်းကြီးချင်နေတာကွာ ဟာ တော်သေးတာပေါ့ကွာမားလိုက်ရရှိရကာနေပြီလို့ ။မင်းမေလည်းတနာဖို့ကောင်းတယ်နော်။မင်းဖေကတစားကံဖြစ်နေပြီ ဟုတ်ပါ ဟာပြောဘာလဲကွာ ။ဟောဟုတ်လေမင်းမေကဟိုမင်းအတွက်အမြဲတမ်းရှေ့ကနေကာကြီးလှုပ်ပြီးနေအဲ့ဒါကိုပြောတာလေကွာမင်း အခုတော့မှဘိုးတော်နဲ့မြန်စင်းမဆိုင်အောင်ငါရစ်ထွက်လာ ဟာ ။မိဘတွေဆိုတာလိုပါပဲကွာ။သားသမီးတွေအတွက်အမြဲအနဲ့နာခံကြတာဟမ် အေးအဲ့ဒါတော့ဟုတ်တယ်ဒီကောင်ကိုကြည့်ပါသူ့အိမ်မှာကိုပိုင်အခန်းရှိတယ် ။သူ့အမေဆိုတနာဖို့ကောင်းကိုပိုင်အခန်းတော်မရှိသူ့အဖေခန်းထဲသွားနေရ ဟုတ်တယ်ကွာနေတော့ဖိတဲ့တကယ်နဲ့အေးရ တနာ ဟာဘာလို့ရှောက်ပြောနေလဲဒုက္ခပါကွာ ငါမင်းကိုလည်းကပြောအောင်စတော့ဝါမင်း ဟဲ့မပြောနိုင်ဘူးညစ်နေတာ ဟာညနေနဲ့ဒါပတ်ကြည့်အောင်ဟဲ့ဒီအရိုးတော့ မင်းတိုင်မှာလား ဟာငါပတ်သက်မရှိဘူးလေမင်း ။ငါလည်းမရှိဘူးနော် ဟာ ပတ်စံမရှိသေးနဲ့အာတိအောင်နေကြတယ် ဟာမင်းကလည်းပြောတာသုံးအောင်နားထောင်လေပတ်သက်ရှိစရာမလိုဘူးပတ်သက်ရှိတဲ့အပေါက်ကိုသွားနှိုက်အောင် ပတ်စံရှိတဲ့ပေါ့နိုင်တယ်ဟာငါပတ်စံကိုလည်းအပေါ့ပဲကြောက်ဘူးပတ်စံရှိတဲ့ပေါ့ငါထားမကြောက်ဘူး မင်းတို့ကလည်းကွာဒီမှာငါပြောတာသုံးအောင်နားထောင်တတ်မှာ哦ဒီမှာခါတိုင်းလိုပဲလေကွာရင်းတော့ငါတို့ဘီယာတောက်ချင်လို့ရှိရင်တရားကိုစီထူးပြီးတော့အောင်ပွဲခံတယ်မှာအခုတောက်ဖို့ပတ်သက်မရှိဘူးဆိုလို့ရှိရင်တရားကိုငါစီထူးလိုက်မယ် ။အဲ့ဆို မင်းကဘယ်သူစေးထိုးပါလဲ ဟာအပြူကြီးမတင်ရော အပြိုးကြီးမတင်နော် ဟုတ်တယ်ဟာကိုနေရလက်ခွေးစံအပြန်ဝါ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  မတင်ရောဒီချိန်ကျမှဈေးသွားတယ် ဟုတ်တယ်ငါညအေးပြတ်သွားပြီအခုမှနိုးတာအခုမှဈေးသွားမှာမှီပါမလား လေအပြိုကြီးပြီဘာတွေအပူတွေရှိနေလို့လဲ ဟဲ့
အပြိုကြီးလည်းပူတတ်တယ်ဟဲ့အပြိုကြီးကပိုတောင်းပူတတ်တယ်လေသိလား မလေးအားကြောင့်ငါပြောပါတယ်အေးညီအပူတွေကိုမျှမယ်ယောက်ျားတစ်ယောက်ယူပါဆိုငါဆိုကြအိတ်ကောင်းလို့လေအမလေးငါယောက်ျားတွန်းလို့တောင်ရလို့စောင့်လောင်ကန်ထားတယ် အေးငါအဲ့လိုစောက်ကန်ချမယ်ယောက်ျားတစ်လောက်လိုချင်တာဟဲ့နင်ကလေ တကယ်လား တကယ်ပေါ့ ငါရှာပေးမယ် ဟမ်ဒါမဲ့နင်ယောက်ျားတော့ငါမလိုချင်ဘူးနော် အော်ငါယောက်ျားပေးစီရလားဟဲ့နေရလေတကယ်နော် တကယ်ပြောတာ အေးငါရှာပေးမယ်ငါရှာပေးမယ် ဟဲ့ခဏနေဦးဟိုဒါပေမဲ့လေအခုခေတ်ယောက်ျားတွေကဟိုပုံစံရတာဇွတ်ကြားကြားနေတာတကယ်တမ်းကျတော့နှွှဲနေတာငါအဲ့လိုလူမျိုးတွေမလိုချင်ဘူးနော်ငါကလေတကယ်ကိုကြာရဘာလာဒေါင်းတဲ့လူမျိုးမှလိုချင်တာသိလား အာစိတ်ချကြာရဘာလာဒေါင်းစေရမယ် တကယ်နော် နင်းနဲ့ငါနဲ့ငယ်တငယ်ချင်းမှမလိမ်ဘူးငါ့ကိုစိတ်ချလာလိုက်တော့ တကယ်ချင်းအားကုန်မယ်နော် အကူတာအ အေး ကူ တော့ တာ လည်းမနှောက်ကြနေ အေးမြင်ပါ တကယ်နော် အေး နင်းနဲ့အပြူမတင်ညာဘာဒီတိုင်မင်းနေ ဟဲ့ငါကြာရယောက်ျားတယောက်ရှာနေတာ ဟမ်ယောက်ျားရှာနေတာ ဟုတ်တယ် အေးနင်းယောက်ျားမျိုးဝေငါခုသွားတိုင် ဟဲ့ဘာပြောနေတာ နင်းယောက်ျားရှာနေတာဆို ငါတော့မှမဟုတ်တာ အဘလူးကိုလေ ပြိုကြီးမတင်ညို့အတွက်ကြာရယောက်ျားတယောက်ရှာပေးနေဟဲ့သူကယောက်ျားလိုချင်နေတာ သူကယောက်ျားလို့ရှင် ဟုတ်တယ်ကြာရဘာလာဒေါင်းပါလေနော် ဟုတ်မှာအေးကောင်းပါလေရက်ခွက်ထဲမှာဆက်ဆိုနင်းတယောက်ပဲရှိတယ်မြန်ဆန်းနာရှာပေးလိုက် ငါလည်းရှာပေးနေပတ်ရှာပေးမယ် ကြာရောက်ရှာလိုက်အေးကောင်းပါသူကယောက်ျားတော်လို့ပြူရင်းလုပ်ရှင်တော့ဟာပဲဗျာ ဟာတရားတယ် ဟုတ်လား ပေးမပါဘူးကွာ ဩမင်းကလည်းငါဒီမှာရှင်းပြနေတာကိုပြောတာ ဩဒါပဲဗျာလို့ပြောတာကွာ ဘာပဲပြလို့ပြောမှာ စောက်လိုက်တဲ့အကွယ်လှလိုက်တဲ့အကွယ်နည်းနည်းဆွေးလိုက်တော့ဒါငါသိပါလို့ပြောနော်ဖားတိုင်းနဲ့ကွယ်ရရှိတယ်ဘရင်တစ်ခုတော့မပြီးနောက်တစ်ခုတက်လာလို့တော့ဒီအိမ်မောကနေဂျိုးစိန်တို့ဒီလိုဆင်းရမို့ဒီလိုဆင်းသွားမှာမတူတူပုံးသွားမယ်ရောကြီး အော်မင်းရတယ်ကွာယောက်ျားမဟုတ်တဲ့အတိုင်းပဲငါတို့ကဒါအပျော်သောသဘောနဲ့လုပ်တာလေ ပြောပါဘာမှပြဿနာတိတ်မရှိပါမင်းတို့ ကဲအဲ့လိုဆေးရထက်တဲ့နေနဲ့ချကွာချတော့ ဒါပဲ ဟဲ့ဒီပါဦးအဲ့ဒီအဖားကလေနင်တို့ပြောသလိုစွမ်းရလားရော ဩဆွမ်းတာပေါ့အဖာနည်းနည်းရပုတ်ပုတ်အနောက်ရိုးမှမှာတော့ခူလာတာ ဟမ်တပုံပေါ့ တကယ်ပြတယ်ဟာဘုလေးဟောတော့ယူမတော်တယ်မှာတရားကျင့်လာတာကူသွေးမိကျင့်ထားတာ ဆိုပြီးပေါ့ အလောင်းပဲရှိတယ်မကူအောင်ပြီးကျင့်ထားတာဟိုကသူ့ရဲ့ဂမ်ဘီယာကျင့်စစ်တွေအောင်သွားလို့ခုနှစ်သားသမီးတို့ဒုက္ခလိုက်ပေးနေတာ ဟုတ်ပြီမယ် ဒုက္ခတွေငြိမ်းအောင်လိုက်ကူညီနေတာအဲ့လို ဟုတ်တယ်မတင်ကျွန်တော်တို့တောင်လေအဘကိုတော်လေးကိုကန်ကောင်းလို့အခုလိုဖူးခွင့်ရတယ်ဟာအဘနဲ့တွေ့တဲ့သူတွေအကုန်လုံးကလေအဘမလို့ကုန်သွားတာကြီးပဲ ဟုတ်ပါတယ် မဟုတ်ဟိုပုံသွားတာကြီးပဲရွှေတွေငွေတွေတောင်းလို့ရလို့ပုံသွားတာကြီးပဲ ဟုတ်တယ်အဖာသူချစ်တဲ့ခင်တဲ့လူဆိုလို့ရှိရင်သူကလေသူရွှေခန်းသီးတောင်ယူပေးတာ ရွှေပတိတောင်မဟုတ်ဘူး သူရွှေပစည်းသီးတောင်ကဟိုတိုက်ကပေးတာလေအဖာအထက်ကမြင့်တယ်အဲ့တော့ရွှေခန်းသီးတောင်ယူ ပိုပြီးကြီးရတာ ဒါနဲ့နေဦးအထဲမှာနေအဖေမေမရှိဘူးလား အော်အဖေနဲ့မေကလေဟိုအမျိုးအိမ်မှာအလူရှိလို့သွားကူနေတယ်အဲ့ဒါလာချင်းမြောက်အဖပြန်ကြွတော့ဘူးမလား ငါသမီးကြီးတောင်ရောက်လာပြီကို အဖဘယ်လိုလုပ်ပြီးသိနေရလဲ ကြားနေရတယ်လေ အဖဘလို့ကြားနေရတယ်လေ ဩအကြားအမြင်ရနေတယ်လေကွာ ကြားမြင်ရတယ်လား ဒါကြောင့်အဖကငါသမီးကြီးလာမှာကိုကြိုသိနေတာပေါ့ တွေ့လားအဖဆွမ်းတယ်ကဲကဲဟူသူမြဒုက္ခဟူသူမြဖြစ်ချင်တာဟူသူမြအဖကိုတခါလေးရှော့တယ်ပြီတော့ နေပပကိုပြောပေးဦးလေ ဟိုဒါမျိုးတော့ကြောက်တယ်ဟုတ်အဖဟိုဒီသမီးရဲ့လေဟိုအတွင်းမှာ အနီရောင်လေးဝတ်ထားတယ်မလား အနီမျိုးဝတ်ထားတယ်လေ ဟဲ့ဘိုးလားဘူး အနီမျိုးမိုးထောက်တယ်ဖ ဩမဟုတ်ပါဘူးအဖပြောတဲ့အနီရောင်ဝတ်ထားတယ်ဆိုတာဒီငါသမီးကြီးရဲ့ရင်ထဲမှာပရိဒေဝအပူမီးတွေတောက်လောင်နေတယ်တနာမီးတွေတောက်လောင်နေတယ်ဒါကြောင့်မလို့အနီရောင်ဝတ်ထားတယ်လို့ပြောတာပါ ဟုတ်တယ်လေခင်ဗျာကြားလို့ရှိတယ်ဆိုဟဲ့ပရိဒီဝမီဟဲ့တနာမီတွေရာဂပီတောက်လောင်နေတယ်အဲ့ဒါအနီအောင်နဲ့တင်သားပြီးပြောတာပါမှန်တယ်မလား မှန်တယ်အဖဟိုသမီးရလေ ငါသမီးကြီးဘွားအရန်ကိုအထီးကျန်ဆန်နေတယ်ဟာငါသမီးကြီးဘွားလည်းအရန်ကိုပြင်းရင်ညီးငွေ့ပဲကောင်းနေတယ်ဒါကြောင့်ငါသမီးကြီးဟာချစ်ခင်နှစ်သက်တဲ့လူနဲ့ဘဝတစ်လျှောက်လုံးအတူတူပျော်ရွှင်စွာလက်တွဲသွားနေခြင်းတယ်မလား မှန်လိုက်တာအဖရဲ့ဟိုအဖဘလို့သိတာလဲ အကြားမြင်ရနေတယ်လေသမီးရဲ့ ချက်ဖို့ကို
အဲ့ဒါတာမန်သူတွေမလဲနိုင်ဘူးနော်အဲ့ဇန်နဲ့လဲတာတာမန်သူတွေတပတ်တော့မလဲဘူးလေဟုတ်မှာဇန်နဲ့လဲတာ ဟုတ်အဖငါတို့ရောက်တော့တည်းကရွှေထူးနဲ့တူနေပါလား ရွှေတူးပဲလေရွှေတူးဟာမဟုတ်ဘူးရွှေတူးရဲ့ဘာကြီးဟဲ့အနောက်ရိုးမာတွေမှာတရားသွားကျင့်နေတရားပေါက်သွားတာသမထကျင့်တွေအောင်ပြီးတော့မှအချမ်းမြင်တွေပါရသွားတာ ဘာတူကြီးပါ အော်ဟုတ်ကဲ့ပါအဖ ဒီသမီးရဲ့အခက်အခဲတွေအခုကြီးစောင်းမပြပါ အဖဟိုသမီးကိုမပေးပါအဖရဲ့ နေတယ်တမီး ဒီလေဟာဘာလို့ဒီလား ဩဟုတ်ပြီဒီကငါသမီးကြီးကိုကြည့်ရတာဟိုအကုသိုလ်တွေအများများပြီးအကုသိုလ်ဝင်နေပြီပြီးတော့ဒုက္ခနာကြီးလေးနေ အကုသိုလ်တွေလေးနေတာအဲ့တော့ဘာလို့မလဲ ဘာမှမကူပါနဲ့အဘနဲ့တွေ့ရင်အားလုံးဆင်ပြေသွားပြီလို့မှတ်လိုက် အကုပါတယ်ပါတယ်အကုပါ ဆင်ပြေအောင်လုပ်ပြရမှာပေါ့သမီးကြီးနော်ကဲအဲ့ဒီတော့ဟိုက် အာအဖအိုကတော့ခိုင်းတယ်ကတော့ခိုင်းတယ် ဟုတ်ကဲ့ကတော့ပါ အိုးဘာလို့အဲ့လိုကတော့ခိုင်းတော့မဟုတ်ဘူးဂါခိုင်းနေတာယူနေတာဟာဘူးလေဘာလို့စောက်ပြောနေရလဲအဲ့လိုဂါခိုင်းတာမဟုတ်ဘူးဘယ်လိုပြောရမလဲဆိုတော့လေဟိုပူဇော်ခိုင်းနေတာအာရကေ အဖတို့လောကမှာအာရကေရှိလား ဟောအဖလည်းမစားပါစားမှာပေါ့ဟာမဟုတ်လေအော်မဟုတ်ဘူးတာသနာပြုဖို့တာသနာပြုဖို့ပူဇော်လိုက်အဲ့ဒါပြောတာပြောတာပေါ့အဖကိုပူဇော်တာပါသာသနာပြုဖို့နော် ကြံနေပြီတဲ့သမီးရဲ့ ဟင်ကြက်နေသေးတယ်ဘာလို့ကြက်နေသေးတာ မြင်နေရတယ် ဘာလို့ကြက်တာလဲဗျာ ဟောသူ့မှာအခက်ခဲတွေကြံနေသေးတယ် ခဲတွေကြက်နေသေးတယ်ဘာမြင်နေရလဲပူဇော်လိုက် အခက်ခဲတွေများများ ခဲတွေဘာကိုပေးတယ်သဘောထားလိုက် နော်အေးဒါအခက်ခဲတွေပြီးတယ်ဘောလား ဘာခဲတွေပေးတယ် ကြံနေသေးတယ်ငါသမီး အဖဘာလို့ကြက်နေသေး ထ တာ ပ်လိုက်ပြီးကြံနေ ဟင်ထားတယ်ဘာထားလိုက်လဲ ဒုက္ခတွေထပ်လိုက်ကြီး ဒုက္ခတွေအထက်လိုက်ရှိလို့လားဗျာ ဩငရေကြီးတောင်အထက်ရှိသေးတာ ဟောငယ်ကြီးတော့ရှင်းတာရှိသေးတာပဲဒုက္ခတွေအထက်လိုက်ရှိတာဗောကဲဒုက္ခအထက်လိုက်ကိုအဘောက်သာပူဇော်လိုက်ဒုက္ခတွေအဘောက်ပေးပြီးတော့သဘောထားလိုက် များပူဇော်တော့များကြော့သွားတာပေါ့ ဟုတ်တယ် ပူဇော်လိုက်ပါငါသမီးကြီးရဲ့ များပူဇော်တော့များမမှာဗော အဘဟုတ်တာပတ်စံပေးတယ်ငွေပေးတယ်လို့သဘောမထားပါနဲ့ငါသမီးကြီးရဲ့အခက်ခဲတွေဒုက္ခတွေအားလုံးအဘကိုလွှဲပြောင်းပေးရတယ်လို့ ပြီးပြီကိုမှမရှိတော့လေကိုမှမရှိတော့လေ ငါသမီးကြီးအခုချင်းကစပြီးအရာရာအဆင်ပြေသွားကြရပါပြီနော်အေး သမီးကိုမအောင်လေ အေးမပါမယ်သမီးရဲ့မပါမယ်နော်သူလည်းတောက်ဆိုလုံလောက်ပါ ဘာလို့တာလဲ ဟောဟုတ်ဘူးလေငါသမီးကြီးဒီလိုပြောဆိုနေတာဒါလုံလောက်ပါ ဩဘောက်တိုင်မင်းလားတော့တိုင်မင်းတော့တော့တိုင်မင်းလားလုံလောက်ပြီလို့ပြောတာ အခုချင်းကစပြီးငါသမီးကြီးပြန်လို့ရတယ် အဖသမီးကိုမရသေးဘူးလေ မစရာမလိုတော့ဘူးသမီးကြီးရဲ့နော်အဖငါသမီးကြီးကိုအဖရဲ့စိတ်ထဲကနေမေတ္တာပို့ပေးထားတယ် ဩမြစ်တာနဲ့မတာမြစ်တာဆောင်တော့အောင်တယ်မြစ်တာခြုံတော့လုံးတယ် ဟုတ်တယ်ဗျာအခုကစပြီးတော့ငါသမီးကြီးစိတ်အေးချမ်းသာသွားတယ်အိမ်ပြန်လိုက်တော့နော်ဟောဒီအိမ်ကနေထွက်လိုက်တာနဲ့ငါသမီးကြီးရဲ့အခက်ခဲတွေဒုက္ခတွေအားလုံးပြင်းပြင်းပပျောက်သွားပြီလို့ကမှတ်လိုက် ဟောရေဟုတ်ပါဘူး ဘာနဲ့တွင်အရာရာအဆင်ပြေပြီလို့ကမှတ်လိုက်လို့အေးကြမှာချမ်းသာပါပြီကွယ် များထွက်လိုက်ထွက်သိရ ဟုတ်ပါပြီခဏလေးပါခဏလေးပါငါသမီးကြီးအတွက်အဘစောင်းလေးတူပေးလိုက်နော် ဟောအဆောင်ဘယ်နှမှာလဲတဲ့နာမှာ ဒီနားလေးမှာဟုတ်အဆောင်ဆိုတာရေတရားကို ဩအဆောင်ကိုနဲ့မကွာဆောင်ထားဖို့ ဆောင်းရေတရားလေးကိုပြီးလိုက်မယ်နော်ငါသမီးကြီးကိုနဲ့မကွာဆောင်းတာအနေခတ်သိမ်းဝေးခတ်သိမ်းကျင်းကျင်းမယ်ကန်ကောင်းစေမယ်ဆောင်းလေးပါကဲလက်ပြန်လက်နော်ကဲဟုတ်ပြီငါပြော ရခုမဆွခိုင်းနေ ဒါပါ ဟောမဟုတ်ပါဘူးအဘမှားပေးတာဒါမြက်ခုံးဝေးဆွဲခဲတာဆိုပြီးမဲ့ဒါအဘအင်းနေပါလေဆွဲခဲ ဩအင်းဆွဲတာ အင်းဆွဲတာဒါလေးနဲ့အင်းဆွဲပြီးတော့ဒီဘက်နဲ့ဒါပြန်ဖြတ် ဟောပြန်ပြက်တာအခုတော့ပဲဒါလေးသုံးတာလေ ဘာအမြဲဆောင်တာနော်ငါသမီးကြီးကအဘကဒါလေးတစ်ခုပေးလိုက်နော် ဒါလေးပါ ဒီကျမှစင်ကက်ကလေးပါ ဖုန်းဆက်လို့ရတယ်ဟုတ်လေဘာစင်ကဘာလို့ စင်ကက်မဟုတ်ပါဘူးအင်းကက် အင်ကအင်က ဒါအင်းများလေးစင်ကက် ဟာအင်များလေး နော်ငါသမီးကြီး အဲ့ဒါလေးဆောင်တာတဲ့ ကို ကို နဲ့ နဲ့ မ မ ကွာ ကွာ ဆောင်တာနော်ငါသမီးအခက်ခဲတွေအားလုံးပြေလည်သွားပြီနော်ဒူရစုလည်းပြည့်မယ်နော်ငါသမီးပြန်လိုက်ပါဦး တော်တော်မြင်နေတော့မြင်နေတော့ဒီအင်းရဲ့ထွက်တာတဲ့ဒုက္ခကတော့ပြီးပြောက်ပြီးတဲ့ ထွက်လိုက်တော့ အေးကျမ်းမှာချမ်းသာနှလုံးစင်ဝဲအေးကျမ်းမှာငါသမီးရဲ့ဒီပြားလေးကတော့လက်လို့ခေါ်တယ်ကွာဒီလိုလေး ပေးဆောင်ပါ ပြေပတ်ဆိုင်ပြီပြန်ရပါတော့ခိုင်း
ထိုးပေးလိုက်တဲ့ဆေးကတော့လောက heavy ပဲ 5cc လောက်ရှိရထိုးပေးလိုက်တာ ဟောနေမှာပြတ်လိုက်တာနော်အေးသမီးရဲ့မြင်မချက်သေး ရှေ့ထု ဒီမှာပါပါ နှာခေါင်းဝဲပြန်ဆွဲလိုက်ပြန်ဆွဲလိုက် ကြီးတယ် 你都往房上好呀！好嘛，我呀，我把山牛摘了，我把那个把山牛，ပတ်စံဒီမှာလေပတ်စံဒီမှာလေအော်ပတ်စံဒီမှာမလေးပါဘူးပြန်ပြီးမှစလာဟေး 录来这没有完了，录来，大白狼放在我心里了。 မိဘမျက်နှာကိုအုံးမဲတွေမကဘူးစစ်စည်းတုပ်ပြီးကတ်တရားကိုဘုံလိုက်လောင်းထားတဲ့အခါဟာ ကိုဝင်းကြီးရဲ့စိတ်လက်မှန်ပါမလုပ်ပါနဲ့ကိုသားသမီးပဲရှင်ပါစက်နဲ့ဆုံးမလေးရပါတယ် ဟာမင်းသားဘယ်တော့မှပါစက်နဲ့ဆုံးမလို့ရဘူးလို့တော့ဟမ်အခုလဲကြည့်မတ်တင်ညုံကိုလည်းရောခဲ့ရပြီရက်ကွက်ယုံကိုလည်းမနှဲတောင်းမှခဲ့ရဘူးလာဝေးဒီလာလို့ဒီကောင်ငါကြောင့်သိခဲ့ ဖေးနေပြီပါလားဘသူစောင့်နေကြ မင်းကိုဆောင်းနေတာ အော်ကျွန်တော်စောင့်နေလား ဟုတ်တယ် ဟောအဖေကလည်းတိန်နဲ့တူနေကြတာပဲမတွေ့မှကြာနေတာပဲဟာလေဟိုစောက်ပြီးမုံမပေးမလို့ မဟုတ်တော့မရမင်းထားမရအဲ့မတွေ့တယ်မလားနှစ်ချောင်းအဲ့နှစ်ချောင်းနဲ့ကြိုက်တဲ့အချောင်းကိုရွေးကြက်မွေးယူမလားတပြက်စီးယူမလား ဟောဟိုနှစ်ချောင်းသုံးမကြိုက်ဘူး မကြိုက်ဘူးဒါဆိုလဲမင်းနဲ့တင့်တော်မဲ့ချောင်းငါရွေးပြီ ကိုဝင်းကြီးရှင်တော့မယ်နော်ရှင်တော့မယ် ဖေးတာဘာလို့လို့ မတ်တင်ညုံကိုလိန်သွားတာအဲ့ဒါဘဲကောင်လဲပြော အဖေအဲ့ဒီကိစ္စဘယ်လိုလုပ်သိတော့ အေးအခုလဲနေအုတ်ချိုရဲမဦးပတ်ခင်ကိုယ်တိုင်ငါ့ကိုခေါ်ပြောလို့ငါအားလုံးပြီးသွားပြီမတ်တင်ညုံကိုလည်းကြော်ခဲ့ရတယ်ရက်ကွက်ယုံကိုလည်းငါမနေတောင်းမှခဲ့ရတယ်ဟမ် ဒီဘေးမမိုက်ဘူးကြာ ဘဲဆိုငါ့ကိုပြောလာဟမ် အာမဟုတ်အဖေပြောလို့မဟုတ်ဘူးဥပခင်ပြောတာပါ ဒီလောက်မိဘတွေဆုံးမထားတဲ့ဂျားတွေကပြဿနာကိုမိကွက်ထုံးရှာတဲ့ကောင် ဟောမိမမလာတာဖေး တစ်လားလုံးမယ်လေ ဘက်ထရီကိုတော့မှာလေ ဟုတ်နာဘောဟဲ့ဘာပြောဒီမှာပြထားကြပြီလား ဘာဘာလဲအမေတော့ ဟဲ့ငါလို့ဆိုဘယ်လိုဟဲ့ကောင်ဟဲ့ကောင်ကိုပြန်လာမလားဟဲ့ တာမလားလေ ပြန်လာမလား ဝါဝါ ဟိုဖယ်လာမှာဆိုမင်းလာတော့ငါနဲ့တွေ့မယ်မိဘကိုရင်းပြဿနာရှာတဲ့ကောင် မကျင်ဘူးကွာလုံးဝမကျင်ဘူးဒီဘေးကိုလက်စီအကြီးပေးရမှာကကျင်တတ်မယ် ဟာဟဲ့မလုတ်သင့်ပါဘူးကွာမိဘကအဲ့လိုမလုတ်သင့်ဘူးလေမိဘကိုစော်ကားမင်းကန်ကြီးထိုက်လိမ့်မယ်နော် ဟာဟဲ့ဘာလို့လျှောက်ပြောနေလဲ အော်မသိဘူးလေကွာမင်းကမင်းဖေနဲ့ပြဿနာတက်တယ်ဆိုတော့ငါအဲ့လိုပဲထင်တာဗော โอ้โหအဖေကလက်စင်ပေးစရာလားကို့အဖေပြန်လက်စင်ပေးပြင်မြူသွားမှာပေါ့ကွာ အဲ့တော့အခုဘုရုပြောနေ ဘယ်သူမှမလဲဟိုဥပခင်ဆိုဘေးအဲ့ဘေးကလုံးဝမချင်ဘူး ဥပခင်ဆိုဘေးကိုမင်းလက်စေးပေးမလို့ ဟုတ်တယ် အေးဒီကလက်စေးပေးမယ်ဆိုရင်မင်းဘက်ကပိုင်မလို့နော်သူကအခုလက်ရှိအုပ်ကြီးနော်မပိုင်မသွားလို့မင်းနားကားသွားမယ် ဟောအောင်ခတ်ပါအောင်ခတ်စောင့်ကြည့်လိုက်နော်ဘလို့စေးအကြီးထိုးပြီးဘလို့ပလင်းမချိတ်ပေးလိုက်မလဲဆိုတာဟမ်တွေ့ကြသေးတာပေါ့ကွာ ဟိုနေ့အားရကားပြန်ပြီး ပြီးမယ်လေ ဘယ်ကောင်နေ ဟမ် ဟာဟဲ့ဝဲလာ စေးထိုးမလို့စေးထိုးကတော့ဝယ် အာ ဟုတ်သေးတော့သေးတော့ကတော့ဝဲ ဟုတ်တယ်ဆက်ပါ ဟာသေးတော့အဲ့ ဟိုင် ဆေးထိုးရတယ် ဘိုင်းလို့မင်းစေးလို့ကဗလားဆရာကြီး ဩသဘောပေါက်ပြီမင်းကိုအရင်ထိုးရမယ် ဟာဟဲ့ဘာတို့မှာတော့ အာမင်းဝက်လက်စမ်းပါကြော်သူဆိုင်ကြော်သူဆိုင် ဟာကောင်မရဲနေတာမင်းကြိုက်လို့ဆိုတော့ဟာလာလာယောငငဟာအပြိုကြီးဒီမှာကြည့်သားဝဲမလားခိုင်းလိုက်တာဟာဒီမှာလာတယ်လေဆက်သွားတယ်ဟာအဲ့ဒီတော့မင်းဒါဘလို့စေးတော့မလို့ လူရှိရမလဲကွာဥပခင်ဆိုဘေးယူစေးထိုးမလို့နော်ဘာယူသူ့ဝတ်ပေးရမယ် ဟဲ့တို့ဝက်ပါမလား ။အော်အောင်ခက်ပါမင်းကြည့်လိုက်ဘယ်လိုဆေးထိုးမလဲဆိုတာဝစ်ကိုဝစ်သွားစေရမယ်ကွာနော် စိတ်ဝင်စားတယ်စိတ်ဝင်စားတယ် ဒိုးမယ် လိုက်ကြရတယ် တိုင်းပြည်တွေကလည်းစိတ်ဆင်းရဲစရာပါလားဟာ
ကြမ်းဖက်ဟာစိတ်ဆင်းရဲတယ်စိတ်ဆင်းရဲတယ်ဟာဟဲ့ဒါလေးကအမှုဖက်တယ်စိတ်ချမ်းသာတယ်အမေခွေးနေတာပဲဟာကျမ်းမာရေးတွေရတယ်ကွာဘာတွေလဲကူးဆက်မြန်ပြင်းထန်အဆုတ်ရောက်ယောဂဟာယောဂတွေကလည်းထူးဆန်းတယ်ကွာစိတ်ပြက်စီအောင်မရှင်းချင်ဘူးအရှုပ်ထဲမှာတော့ရှင်းအောင်နေကြပါကွာအရှုပ်ထဲမှာရှင်းအောင်မနေအချုပ်ထဲမှာပြင်းအောင်နေရမှာဟာချစ်ဟုတ်ခါပါကွာမနေ့ကအကောင်ဒီပုံမြင်မှနှာဘလို့ဖြစ်လို့ထားမင်းကကွာဘယ်လိုလျှောက်သွားတာငါတို့ကမင်းကိုတွေ့အောင်မင်းလိုက်ရှာနေရော ဩဘယ်သွားမလဲ UK မှာရှိငါမှဝင်တဲ့တယောက်ကဟောလူစုံပစ္စည်းပေးလိုက်လို့သွားယူဟင်ဘာပစ္စည်းလဲကွာဘာပစ္စည်းရမလဲအခုမြန်မာနိုင်ငံမှာဘာတွေခစ်စားလဲဘာကိစ္စလို့မသိဘူးလေကွာဘာကိစ္စစာဖတ်မကြဘူးနော်ဖောက်ဖို့တဲ့ဟိုတွေပဲကြည့်နေတယ်စာလေးပါလေးဖတ်အောင်နော်အခုမြန်မာနိုင်ငံမှာခစ်စားနေတဲ့ H1N1 ခုစက်မြန်ပြင်းထန်တဲ့ယောဂတွေခစ်စားနေတယ်နော်အဲ့တော့ငါမှစိတ်ပူလို့တဲ့ငါအတွက် UK နိုင်ငံဟဲ့ mask အဲ့ဒါလေးပို့လိုက်တယ်ဟုတ်တယ်ငါတို့ပေါ်ပါလားတို့တော့မပါဘူးငါတို့တော့အဲ့ဒါဆိုသွားရောကွာငါတော့ဟိုအစိမ်းလေးပဲပတ်တော့ဟိုတော့အခုပဲအဲ့အစိမ်းကတော့မင်းတကယ်တမ်းဖြစ်လာပြီဆိုတော့ယောဂမကာကွယ်နိုင်ဘူးမကာကွယ်နိုင်ဘူးဒီလိုပစ္စည်းတွေမကာကွယ်နိုင်တာဟိုအဲ့ဒါတို့ဒီမှာဝယ်လို့မရဘူးလောလောဆယ်တော့ဒီမှာတော့မရှိနိုင်သေးဘူးသွားပါကွာဟုတ်ကြီးချီလိုက်ပါလေဘယ်လိုဖြစ်လဲအေးကွာမနေ့ကအကောင်းကြီးကွာခုမနဲ့ဘလို့ဖြစ်လဲအစ်စ်မြစ်တွေကြိုက်ပြီးတော့နာရီချီးနေတာဟာတေးကြပြီH1N1 ဖြစ်နေတာတေးကြပြီဟုတ်တယ်အစ်စ်မြစ်တွေကြိုက်မယ်ဟုတ်တယ်မလားဟိုနိုင်တွေကြမယ်ခေါင်းတွေကြိုက်မယ်တေးတွေကြမယ်အမွှေးတွေထောင်းလာမယ်အဲ့ဒါဖေးယူတဲ့တော့ကရောပါတယ်အနှာရည်ကြမယ်ပြီးရင်အသက်ရှူကြက်လာမယ်ရေတွေကြက်လာမယ်အဆုပ်တွေပဲအောင့်လာမယ်အဆုပ်ပွားပြီးအဆုပ်ရောင်မယ်ပြီးတခါသွေးပါဟာအခုဒီလိုဖြစ်နေပြီဆိုတော့အိုကြီးကဒါ level တော်ရောက်နေပြီလေရောက်ပြီပြည့်တယ်ပြီနော်စိတ်ရောလာပြီလည်းမသိဘူးအေးဟိုခေါ်တာကြားရတယ်ဖေးဒီလိုအုပ်တဲ့ဟာဟုတ်တယ်အဲ့ဒါကျွန်တော်အမှ UK ကနေကျွန်တော်စိတ်ဘူးလို့ဆိုလို့အဲ့ဒါပို့လိုက်တာဒီမှာလည်း H1N1 ဖြစ်နေတယ်ဆိုတော့ဟဲ့ဘာဖြစ်တာတော့ဟဲ့ဒီမှာမင်းအဲ့ဒါခုလည်းကြည့်တာဘာလို့လဲအော်ငါတို့ရေးမကြည့်ဘူးဒီမှာယောဂစားဖြစ်နေပြီအုတ်ချိုရင်းမှုအများကျိုးဆောင်တဲ့အုတ်ချိုရင်းမှုငါတို့တာမန်သူတွေတော့အလဲမခံနိုင်ဘူးပြီးတော့သူနာချီဆိုရင်ပေး20ကိုပြတ်သွားပါလေပြတ်သွားတော့ရက်ွက်တရက်ွက်တော့အကုန်ပြစ်ကုန်မှာပူကုန်ပါအများနဲ့ဆက်ဆံနေရတယ်အေးရက်ွက်မန်တိုင်းပြီဟုတ်တယ်မင်းရွှေအေးလေကောင်းပစ္စည်းကောင်းတယ်နဲ့လေးရတယ်ဟဲ့မစိုး UK နဲ့ဟုတ်တယ်နေရလာတဲ့အနက်ကောင်းတာဘရန်တွေတော့ပါလေဟာအေးပစ္စည်းရတယ်ဟဲ့ဘယ်လောက်ကြီးပေးကြမလို့ပါဘူးဗျာအများကျိုးတည်ဖို့တဲ့သူကျွန်တော်တို့ပြန်ပတ်ဖို့ပေးရမှာဟောတပြားမှပေးကြမလို့ယူရက်ွက်ကိုလည်းစောင့်ရှောက်နော်ဟာမဟုတ်ဘူးလေဒါလေးတက်ပြီးတာနဲ့ကျမ်းမာကြီးအတိပေးနဲ့ရက်ွက်ကိုတပတ်ပတ်ပြီးစောင့်ရှောက်နေဟုတ်တယ်ရောင်းတွေ့လေပိုကောင်းနေတယ်ကုန်ပွင့်ကြရတက်ပြီးဟိုကြီးတော့ဇာတာကောင်းတယ်နော်နိုင်ငံခြားလာဟောရပြောတော့မရဘူးဒါမှမဟုတ်မန်တိုင်းရက်ွက်ရေးပါဟုတ်တယ်တေချာကဒီနေ့ကျခန့်သွားတေချာကဝယ်လာဘောခဲ့သွားလားနော်အေးကောင်းပါပြီလုံးနဲ့အဲ့ဒါကောင်းတယ်ပြောမယ်နော်ကျွန်တော်တို့တော့မရဘူးလုံးတော့မဝင်ဘူးဘုလို့ပြီးသွားပြီကောင်းပြီရက်ွက်တော့ပတ်ပြီးပညာပေးလိုက်ဟာလာလူပြင်းများတွေ့လေကောင်းလေပဲကျမ်းမာရေးတီဟာလားဟုတ်တယ်အဲ့ဒါ UK ကလာတဲ့ mask UK mask အဲ့ UK mask ဆိုတာကဘာလို့တက်တာလဲဟောအဲ့တော့အုံနောက်နေပါလားအခုကျမ်းမာရေးအရေးကြီးတယ်လေအခု H1N1 နေဖြစ်နေတယ်ဟ
အဲ့တော့ဒါလေးအုပ်ပြီးတော့ကာကွယ်ထားတာယောဂပိုးဆိုတာလေထဲမှာရှိတယ်နော်လိစားဆိုင်ဝင်ကျုံနဲ့မတ်ကလေးကိုဝဲပြီးတော့ဒီလိုအုပ်လိုက်နော်အကုန်လုံးလည်းလဲပြောလိုက်ဟုတ်ကဲ့တော့လေရက်ကွက်ထဲကရှိတဲ့လူတွေကိုလိုက်ပြီးတော့နှိုးစော်လိုက်ဟုတ်ကဲ့ပါပညာပေးလိုက်တူတယ်နော်တူတယ်သဘောကျဟဲ့ကောင်ဟာကောမင်းတို့အကြောက်လည်းမရှိဘူးဟာဒီတိုင်းလျှောက်သွားနေတယ်ဘာကြည့်နေတာလဲအမဒါမျိုးမတ်ကိုအုပ်ပြီးမှလျှောက်သွားကျမ်းမာရေးကြီးတယ်ဟာကောဟိုကြီးမပေါ့မနေနဲ့ဟာကားတိုက်ပြီးသိနေဦးဟာဟိုကြီးသဘောကျအေးကြီးဟာကျမ်းမာရေးအသိမရှိတဲ့ကောင်ဟာယောဂပိုးတဲ့ဆမ်းပြားနေတဲ့ဒါမျိုးမတ်ကိုဝဲအောင်နော်ကြီးနေတယ်ဟုတ်ဒီတော့မှဖေကဝါမေကအမောင်မဟာဟာအင်းမြမင်းချစ်လာတယ်ဆိုတဲ့ဘာခင်လေကိုဘာခင်ရှင်ဘလို့ဖြစ်လာလဲဒိုင်းအုပ်ဘာဖြစ်လာတာလဲရှင်ကဘာဖြစ်ရမလဲ H1N1 นี่ခစ်စားနေတယ်ကျမ်းမာရေးကိုကာကွယ်တာဒါ UK ရလာတဲ့ mask UK mask UK ရလာတဲ့နေစမ်းပါဦးရှင်ဖြုတ်လိုက်စမ်းပါဦးဟုတ်ရပါကျမမျက်စိထဲမှာတော့နော်တူတယ်နော်တူတယ်ရောဟုတ်ပါတယ်ရှင်ဒါမရရတာလေအဲ့ဒါ UK ကလာတဲ့ mask လေဟုတ်လားဟိုအောင်ခန့်ငေါ့တာလက်ဆောင်ပေးထားတာအမနည်းနည်းရဟာမဟုတ်နော် UK ကသူ့အမလက်ဆောင်ပေးလိုက်တာတခုတည်းရှိတာရှင်ကျမကိုမလိမ့်တပတ်တော့မလုံးနဲ့နော်ဒီမှာတိတ်ချကြည့်ဒါ UK ကလာတဲ့ mask မဟုတ်ရှင်ဘယ်မငင်းနဲ့နေကြည့်ယူလာတာလေတွေ့လို့မဟုတ်လို့ဒါမှယူလာတာဟဟလားမဟုတ်လေဘာလို့ရှောက်ပြောနေတာဒါ UK မတ်လေဟာတော့ကောမတေးသေးချာချာရှိနော်ဒီညီရဲ့သားနဲ့မုံလာဦးမလုံးနဲ့နော်ရှင်ဟုတ်လေမပပတပါလေးမတ်ကိုကောဒီလေများကပူညာနဲ့ဘာတွေဖြစ်ညာလဲဒီမှာကြည့်စမ်းပါဦးမတူဘူးလားဘလားစီယာကြီးအမဟာလားဟောငါမဖြစ်မလားငါအဲ့လောက်ရှိဟုတ်သားပဲဘာလဲတက်လေးနော်စမောစမောလာရပြီအငယ်နဲ့မောလို့မကျစမောနဲ့ဟုတ်လေမင်းနဲ့ထားနေရလားအေးဘောဟာအားဘောလေပေါ်ပြီပေါ့ဆိုတော့တူတယ်နော်ဟာလာပြန်ပြီတယောက်ဟာပါတယ်ဆိုမှတူတယ်နော်ဘာတွေတူးနေတာလဲမဟုတ်ပါဘူးနေပါဦးခုနကလေအောင်ခန့်တို့အဖွဲဓာကြီးကိုဒီလိုကြီးဝှက်ပြီးတော့လမ်းမှာရှောက်ဆော့နေတာကိုတင်တွေ့ခဲ့တယ်ဟုတ်ပါတယ်ဓာကြီးပါအဲ့ဒါကိုလေနိဦးလေးကလေဘလောစီယာမမသိပါနဲ့နှာခေါင်းမှာတက်ပြီးတော့လေတရက်ကွက်လုံးရှောက်သွားတာလေသူမရှက်ပေမဲ့ငါရှက်တယ်ခုလေးကလည်းအားလိုက်တာဒါဘလောစီယာမတော့မသိဘူးလားလို့သူအားရမျိုးမဝဲတာသူကကြောပြည့်နေပြီဝဲတာလုံးပါဟမ်လောက်လိုက်ပြီအောင်ခါတော့ငါ့ကိုစစ်ထိုးလိုက်ပြီဟောစစ်ထိုးချက်ကြမ်းလိုက်တော့ကွာအတင်မဟုတ်ဘူးပလင်းကြီးပါဝင်သွားတော့အောင်ခါတော့ခက်မှာကွာဒီမှာဒီလိုကောင်မျိုးကဗဇက်နဲ့ဆုံးမလို့မရဘူးကွာငွားတယ်လို့ချိန်နဲ့တော့မှအသိဝင်မှာတောင်းအေးဟာလားမလာပါဘူးဒါအဖေထိုက်လိုက်ပါဘောဒါခဲလို့ပြောနေတော့မလာဘူးအဖေလုံအောင်ဆွဲအောင်ရေပတ်ဝင်းကြည့်နေလူကြလို့မကောင်းပါဘူးရှင်နာပါအိမ်လောက်လာစမ်းပါတန်နေလားမင်းအိမ်ပြန်လာတော့ငါလည်းတွေ့မယ်နားလေလားမလာဘူးအဖေအိမ်ပါလားမပြောသေးစမ်းပါရှင်မင်းတော့ပြောစမ်းပါလူကောင်းနေမသိဘူးကွာလူကြီးလေဦးဒီလူလိုက်ရဘုဘာခင်လိုက်ရလူတော့ပါလေ
ခင်ရေလူရေ ဘာတွေလုပ်နေ ဟိုဟာလေဟိုတရင်နေဟိုဟာအလူရဲ့ဖတ်နေရတယ်လွတ်သွားပါသူလို့ ရှင်တော့ရှင်ကိုကျမကြီးကြည့်နေတာကြာပြီတနေ့ဒီညလုံးနဲ့ဒီဖုန်းတော့မကောင်းဒီ Facebook ကတော်တော်ကောင်းတယ်ပေါ့ဟလား ဟာကောင်းတယ်ဟော Facebook ကလူတရင်တွေကတရင်စာတက်တော့မြန်သေးတယ်ဟောအခုဖြစ်နေတာတို့ချက်ချင်းတက်လာတာသူ up to date တန်းသိရတာကောင်းတယ် အဲ့လောက်ကောင်းနေလေကျမကိုလေအဲ့ Facebook ကြည့်ပြီးပါလေသိပြီးပါလားတော့ အဲ့မကောင်းပါဘူးမကြည့်မကောင်းဘူး ရှင်လေအမျိုးမျိုးတန်းနေကောင်းဂူပဲကောင်းတယ်ဂူပဲမကောင်း ဟုတ်လေကောင်းတာအခုအကိုတို့လိုအုပ်ချုပ်ရေးမှုတွေတွေ့ဒီမှာဖြစ်ပြနေတဲ့အရာအလုံးချက်ချင်းသိရတယ်ဆိုကောင်းတယ်မင်းတို့မိန်းကလေးတွေမသုံးသင့်ဘူးနော်ဟောဖေးဖို့မလေးတော့ကြတယောက်ကအတင်းပြောလိုက်တယောက်ကပြန်အတင်းပြောလိုက်ရန်ဖြစ်နေတာနောက်ကမှတချို့ကောင်တွေကနှမချင်းမဆာနာပဲဟိုရေးဒီရေးတွေကရှိသေးတယ်မသုံးနဲ့မကောင်းဘူး ရှင်မကတ်နိုင်လေ အဲ့ဒါနဲ့နေတော့မဟိုနေဘာပြောမှပြောမလို့ဆက် ရှင်ခုအစည်းအဝေးမသွားသေးဘူးလား ဘယ်စီးဖို့လဲ ဟိုရှင်လေတော်တော်မေ့တတ်တာပဲလမ်းခင်းမို့အတွက်လမ်းတာရေးကော်မတီကအစည်းအဝေးခေါ်တာလေရှင်မေ့နေပြီလား ဟာဟုတ်ပါဟာငါလူ့ကိုပို့နေရတာနဲ့မေ့ပါ ဘာလို့ပို့တာ မဟုတ်ဟိုတရင်တွေကိုအလူအရဲ့ဖတ်ဖို့အတွက်ဖုန်းပွတ်နေရတာနဲ့မေ့သွားတာအမေမတော်တယ်သွားမယ်တော့ရုံးရောက်မှဆက်လူးလိုက်မဟုတ်ဖုန်းတက်ပြီးတော့ပွတ်လိုက်ဖုန်းတက်ပြီးတော့ အုတ်ကြီးရေရောအုတ်ကြီး အိုးကြီးလား ရှင်ဘာကိစ္စလဲ အော်ဘာကိစ္စရမလဲရက်ကွက်ရုံးမှာအစည်းအဝေးရှိလို့အဲ့ဒါလူတွေအကုန်ဆုံးနေပြီအုတ်ကြီးမလာသေးလို့ကျွန်တော်တို့ခေါ်ခိုင်းလိုက်လို့လာခေါ်တာ ထွက်သွားပြီလေ ထွက်သွားကြပြီလားရုံးမှာအကုန်လူစုံနေလို့အုတ်ကြီးတယောက်ပဲစောင့်နေတာ ဟောအိမ်မှာထိုင်ပြီးတော့လေဖုန်းပို့နေလို့မနှဲကိုလွှတ်လိုက်ရတာ ဟမ်ဖုန်းပို့နေသူကဘာလို့ဖုန်းပို့နေ ဟောတနေ့လေဖုန်းနဲ့မျက်လုံးနဲ့အိုးမခွာဘူးအဲ့ဒီ Facebook ကိုထိုင်ပို့နေတာ ဟောအဲ့ဒါမထူးဆန်းပါဘူးဒါလူတိုင်းပဲเนาะကျွန်တော်တို့ဆိုရင်တစ်ခါ Facebook သုံးပြီဆိုလို့ရှိရင်လေထမင်းမဟင်းမိပဲ ကြာပြီပဲ ဟိုအဲ့ဒီ Facebook ကအဲ့ဒီလောက်ကောင်းလို့ထမင်းမဟိမဖြစ်ရတာဟဟလား ဟာကောင်းတာဗောဒီကကြီးမှာကလေးရစားခွေးရစားအကုန်လုံး Facebook သုံးတယ် မင်းကခွေးရသုံးလို့လား ဟောငါရခွေးအကောင့်ဖွင့်ပေးတာလေကွာ အဲ့ဒါမှ online မှာဆိုမိတ်လိုက် ခွေးစီဆက်လို့ရမှာလေ အသားနေပါဦးအမအခုလိုမေးနေရအောင်အမ Facebook မသုံးဘူးမသိဘူးလား မသိပါဘူးခဲအဲ့ဒီလူကလေငါ့ကို Facebook မသုံးနဲ့တဲ့မင်းကလေးဆိုမသိတော့ဘူးတဲ့မကောင်းတာတွေတင်နေတဲ့ အော်အဓိပ္ပာယ်မရှိလိုက်တာ Facebook မသုံးရင်ကဘာကြီးမှာဟိုမျက်ခြေပြတ်သွားမှာပေါ့ဟုတ်တယ်မလားဖွင့်လိုက်တာနဲ့ကဘာကြီးမှာဘာတွေဖြစ်နေချက်ချင်းသိရတယ်အယက်မြန်တယ် အဲ့ဒါသုံးတာ သုံးတင်တယ် ဟိုအဲ့ဒါဆိုရင်လေအဲ့ဒီ Facebook သုံးနေလေအမကိုသင်ပေးခဲ့ပါလားဟင် Facebook သုံးနေလို့မဟုတ်အကောင့်မှာဖွင့်ပေးလိုက်မယ်နော်အကောင့်မှာဖွင့်ပေးလိုက်ဖုန်းသွားယူ ခဏလေးစောင့်နော်ခဏလေးစောင့် ရတယ်မ ယနေ့အတွက်ဆေးတို့ခံဖို့ပထမဆုံးကန်ထူးသွားတဲ့ကန်ထူးရှင်လေးရတော့ကျွန်တော်တို့အုတ်ကြီးရဲ့ကတော့မအေးမြပဲဖြစ်ပါလေညာဟုတ်ပါတယ်ခင်ဗျာ နာမည်ကဘလို့ပေးမလဲ ဟိုငါနာမည်အေးမြလေအေးမြပေါ့ အေးမြောက်ဆိုနာမည်ကြီးအောက်ပါလေဟာနည်းနည်းလေးလူစိတ်ဝင်စားအောင်ဘုံနာမည်လေးပါလေပေးပါလားအေးမြဆိုတော့အေးလာပဲပါတော့အော်တီဗီโอเคစနိုးလို့ပေးလိုက်စနိုး မိုက်ရမိုက်ရ ကောင်းနေနော်ကောင်းနေနော် သူတို့ကောင်းတယ် စနိုးကဲကြွားဖွင့်သွားပြီဗျာ ဟုတ်ပြီ သုံးလို့ရပြီတို့စီဘတ်ဘယ်သူထားနေသေးလဲ စီဖတ်ဆိုပါလေ ဩစီဘတ်ဆိုတော့ဗျာကိုအရင်ဆုံးကိုဖတ်ချင်တဲ့သတင်းတွေကိုအရင်ဆုံးသိချင်တဲ့ page တွေနောက်ကိုစိတ်ဝင်စားတဲ့ဟိုကောင်မလေးတွေကောင်လေးတွေအဲ့သတင်းတွေအရင်ဆုံးတက်လောက်စီဘတ်လို့ပါ ဖွင့်လိုက်တာနဲ့ဟိုစီးပတ်လောက်တာအရင်ဆုံးတွေ့ရကျွန်တော်ဆိုဇွန်ကြီးကိုကျွန်တော်စီးပတ်လိုက်တာ ကြိုက်တယ် နာဇာကြီး ကျွန်တော်ကတော့လူမဟုတ်တယ် လူရှိတယ် အာရှိတာဗောအခုကျွန်တော်တို့ယောက်ျားလေးတွေဝိုင်းလူနေရအပြိုမယုံဝိုင်းလူနေတာလူ ဩဒင်းကအဲ့ဒါကြောင့်လူဖြစ်နေတာ哦 ဘာသေးကြတာဗောဒီလူပဲရှိတာပဲလေဒီလူတော့ရှိတာပဲအဲ့တော့အရင်ဆုံးစီးပွားဘယ်လိုလုပ်မလဲလူ အဲ့လူကိုလောက် ကိုကြောက်ကိုအရင်ဆုံးမမြင်လူအရင်ဆုံးမြင် အဲ့ဒင်းကိုလည်း ပြီးလူလည်းလုံးမယ် နှစ်ခုလုံးလုံးပြီးလိုက် နောက်ဟိုဘယ်လိုလုပ်ချင်သေးတယ်ဟိုမင်းသားတွေရောစီးပွားလုပ်ချင်သေးလား မင်းသားတွေ အဲ ကောင်းတာပါငါမောင်ရဲ့ဟိုမင်းသားချောလေးတွေချောလေး မင်းသားပါဆိုမှချောပြီဗောဗျာ ဟိုပြီးတော့လေငယ်လေးတွေနော်အိမ်အောင်မကြသေးတဲ့ ဟောဟုတ်ပြီဗျာ ပြောလေး ပြောလေး အောင်ရဲလေး အေး
လုံးချင်လဲလုံးလိုက်ဟဲ့ တိတ်မလုံးချင်ကြဘူးလုံးလိုက်ပြီစီဖတ်အောင်ရင်လင်းဟိုပိုင်းတကုံဆောင် ပိုက်တကူဆောင် ဩမော်ရဗျာကိုလုံးကူမကြီးတောက်နေကြဖြောက်နေကြ အိုးခက်စားနေလုံးလိုက်လုံးလိုက် လုံးဈေးရက်ချက် ဝေါ်မင်းကလေးချင်းမလုံးချင်ပါဘူးဟဲ့ ဈေးတဲ့မင်းကလေးချင်းမဟုတ်တာဈေးတဲ့ကမင်းသားကြောက်ရွံ့ချောတာလေမင်းသားရှိလေးနဲ့လေ အဲ့ဆိုလုံးလိုက်မင်းသားစ ဘေးမနေတော့ဗျာနော်မင်းသားငယ်ချောတဲ့အကုန်ထည့်ပေးလိုက် လုံးပြလိုက်ပါကြည့်ရ အပြိုလေးတွေအပြို လူလေးထည့်တင်သေးတယ် ဟုတ်ပါပါဟဲ့ငါရောက်အိမ်တော်မှကြားသေးတဲ့လူပြိုလေးတွေပြောတာ လောဘမကြီးကြအောင်မင်းသားတွေမော်ဒယ်မကောက်ဘူးအိမ်တော်မကြသေးတဲ့လူလေးတွေပါလေ တော့ကြီးသွားလို့အပြိုဖြစ်သွား ကဲရပြီဗျာပျော်ကြီးတာသုံးပြီတော့ ကြည့်ဦးမယ် ရပြီကြည့်လို့ရပြီ ပုတ်ပြီတော့တိုက်တော့ပုတ် ကြည့်လို့ရပြီ လူတလားလူချိုးတာပဲအဲ့ဒါကြောင့်အကုန်လုံးကဝိုင်းလုံနေကြတာဟမ်ဘာခင်အမနာဟမ်မလေးသူကလေအသက်တွေပေးထားသေးတာအသက်တွေပေးတာဟမ်နောက်တော့မလဲအသက်တွေအမလေးဘာခင်မလေးအသက်တွေပေးထားတာလေပုံတိုင်းကအသက်တွေပေးထားပါလားဒီပြန်လာတော့လေအင်းမြကြောင်ကောင်းကောင်းသိစေရမယ် မောတယ်ဟမ်အဆန်ထဲဖို့ကြတော့နေလိုက်တဲ့လက်ဟမ်လိုချင်တာကြတော့နိုင်လွန်ကတ်တရာလမ်းဟာဆူတောင်းလေရမယ်မရေးတော့ဟုတ်ပါဘူးမရေးဗျဘာလို့အမနေဖေးဖို့တွေပါသုံးလို့ပါဟမ် ရှင်နော်ရှင်မသာရှင်အေးစိမ့်နေရှင်အကြောင်းကျမသိနေတယ်ကျမဒေါသကိုကျမမနှဲထိန်ထားရတာ အေးမြဟိုဘိုက်စားလို့ဟဲ့သမင်းလေးပြင်ပေးပါလားအေးမြနေမကြောက်ဘူးလားငါဘိုက်စားတယ်သမင်းသွားပြင်ပေးလို့ ရှင်ဒီအသေးရဲ့ရောက်ပြီဘိုက်ဆိုင်ကိုလက်နဲ့ကိုခူးစားပါလားခူးမစားတတ်ဘူးဆိုရင်လေမူဂျိုเจ้าကိုသွားတက်အဲ့ကြမှာလေဆရာမတွေကရှင်စံပြုတ်တက်ပြီလေ ဟာ ရှင်မကျင်နဲ့ဘူးလားမကျင်နဲ့လေဟာပဲရ ဟာပဲရဟမ်ဒီတော့ဒီဖေးဖို့ကောက်နေဘယ်သူဖွင့်ပေးတာ ရှင်သိကြ သိကျင်နေ စူတောင်းလေစူတောင်း ဟာမလေးဆူတောင်းနေငါဝဲဟာအေးမြငါတော်တော့ထားလာပြီတော့ငါတင်းနေပြီ အဲ့တော့ကျမကဘာလုပ်ပေးရမလဲကပြရမှာ ဟမ်ကပြနေတော့မဟုတ်နင့်အကောင့်နာမည်ပါ စနိုးတဲ့ဒါမဲ့လေရှင်ကျမအကောင့်ထဲဝင်ကြည့်ဖို့စိတ်မကူးနဲ့ကျမရှင်ကိုဘလော့ထားတာ မလို့ဟာလေ ကျမအခြေတယ် အမေအခြေတလိုက်နေနေတော့မနေဒီဖေးဖို့ဒီဘာဖြစ်လို့သုံးနေတာလဲ ။အိုးကျမကအုတ်ကြီးကြော်လေ။သတင်းဦးသတင်းတူးတွေကိုလေအပ်တူဒိတ်ဖြစ်အောင်ကျမကလေလူဖတ်နေရတာ။ဒါမှကျမကြုံသိတာ။ဟာ လူဖတ်ဝစ်နေတာမလေးအေးမြနေမြစနိုးတဲ့နေသားမောင်ဒီနာမည်ကနေကိုဘသူပေးတာလဲ အောင်ခန့်ပေးထားတာ အောင်ခတ်ပေးတာအောင်ခတ် ။ပိုင်တကိုလေးတက်လာပြီ။စစ်စပတော့အသေးလေးပေးလိုက်အောင်ကအသေးလေးပေးလိုက်မ။စနုပထမဆုံးတော့ အမလေးသူကသူစနိုးတဲ့အမလေးအောင်ခတ်မင်းလက်ချက်ဒီအကောက်ကိုမင်းဖွင့်နေတာငါသိတယ်ကဲမြင်နိုင် ကျွန်တော်တောင်းမှမှလည်းအုတ်ကြီးရဲ့ကျွန်တော်သားအစအနောက်တန်းနေဆိုတော့လေအုတ်ကြီးတည်ပြီးသားပဲဗျာပြီးတော့ခုကိစ္စမှာဘာမှမရည်ရွယ်ပဲနဲ့နောက်လိုက်ကြပါဗျာ နောက်တာမဟုတ်ပါဘူးရှင်အ
အတိမြင်ကျွဲပါအောင်သင်ပေးတဲ့သဘောပါ ဘာအသိမြင်ကြွအောင်သင်ပေးရတာဒါမင်းငါမပြောချင်ဘူးအဲ့ဒီ Facebook စ3ပါပြီဆိုတဲ့ငါရဲ့ဝေရဝိစာမင်းဘာလုပ်ပြီခမင်းစားတော့လဲငါခူးစားရတယ်စားပြီးသားပကံငါဆေးရတယ်ငါရေချိုးရတယ်ငါအိပ်ရဝင်ရတယ် ရှင့်ရရှင်မေးလို့ရှင့်ဘူးတော့သိမ့်ပါလေပေါ့ကအိပ်ပေါ့ ဟုတ်အေးလေမင်းက Facebook 3တကောင်တော့လဲကြမှာအိပ်ရဝင်တရင်တို့ရင်အကြံပေါ်တဲ့အကြံဖုံးပွင့်ရဆိုပြီးမင်းပို့နေတာမင်းတော်များနေပြီနော် ကဲဟိုတော်ကြပါတော့ဦးကြီးရေကျွန်တော်ဂျားတွေကတောင်းမှမှာလေဗျာ ဒီမှာခမည်းသားတရက်ကွက်လုံးကိုပတ်ပြီးဒုက္ခပေးုံနဲ့မကတော့အခုကျုပ်တို့နေနေနှစ်ယောက်ကိုပါကွဲအောင်လုပ်နေပြီ ကိုဘခင်ဘာဆိုင်လို့လဲရှင် Facebook သုံးပြီးပုတ်နေတော့ကျမရှင့်ကိုဘာပြောခဲ့လို့လဲကျမ Facebook သုံးပုတ်နေတော့လဲရှင်ဘာမှပြောစရာမလိုဘူး မင်းတော့ဒီမှာအဲ့တဲ့ရှိနေတော့ငါလှုပ်လိုက်တော့ တော်ဦးကြီးရေတော်ပါလားကျွန်တော်လည်းဒီကောက်ကိုစိတ်ကုန်လာပါပြီဗျာပြီးတော့ကျွန်တော်မျက်နှာအုံးမဲတုတ်ပုံလည်းများပြီကျွန်တော်သိမခံနိုင်ဘူးလို့ဒီကောင်အိမ်ပြန်ရောက်တာနဲ့အိမ်မောတခါတည်းနှင်ချပြင်မယ် ဟာကောင်းတယ်ဗျာဒါကောင်းသည်အပြောင်းရွှေ့ကိစ္စကြောက်ကဝင်ယူတယ် ကိုဝင်းကြီးရှင့်သားမဟုတ်ဘူးလားရှင်အဖေတယောက်နေတယ်ဒီလိုမပြောသင့်ဘူးလေ ဟိုဒီလောက်ထိလည်းမလုပ်ပါဘူးဗျာ ဒီလောက်ထိမလုပ်လဲခမည်းသားကိုနိုင်အောင်ထိနောက်ထပ်ဒီလိုပြဿနာမျိုးတွေမဖြစ်အောင်တော့ခမည်းသိချဆုံးမထား ဟုတ်ကဲ့ပါဗျာကျွန်တော်ပြန်ခွင့်ပြုပါအောင်နော် ဝေးပုံလေးတက်လာပြီဦးလေးချိန်များလေဂျပန်ခေါ်လို့ရတော့လေဟိုအင်္ဂလူရထားခဲ့ပြီးတော့လိုက်သွားအောင်ပါသေးလေးပြီးလိုက်အောင်ပါသေးလေးပြီးလိုက်မှမလို့ချိုးလိုက်တာ အသေးလေးပေးနော်ငါလည်းအင်္ဂလိပ်ပေးမယ် အိမ်မှာကွာပွဲကျန်းတာဆိုအောင်လားအောင်ဆိုင်ပွဲတော်မှာငါတို့ပွဲတော့မကျန်းနိုင်ဘူးတော့ရပေါက်ကွဲငါ့ကိုအိမ်ဘောကန်ချတာတော်သေးတာပေါ့မာသားကြီးကောက်လို့မတူပုံတော့မလို့ဒီဘေးကိုလုံးဝအစာမကြေဘူးကွာ မင်းကွာအစာမကျင်လဲအင်ဆိုင်ပလက်ဝယ်တောက်လိုက်ပေါ့ကွာဟေ့ရအရင်တမှုတော်မပြီးသေးဘူးနော်နောက်တမှုထပ်ဖြစ်အောင်မလုပ်နဲ့ဟေ့ရဒီတကာဖြစ်လို့ကမင်းဘိုးတော်ရလေဘောင်ချဆုပ်လိုက်လို့ဖြတ်ပိုင်းပြန်မလာဖြစ်သွားမယ်နော်သဘောပေါက် ဟုတ်ပြီပါသိပါတယ်ကွာအဲ့ကြောင့်ငါစိတ်လျှော့ထားတာကွာ ဟာဟေ့ဟိုရှိအိမ်လူသစ်တွေပြောင်းလာ ရှိလေမဲ့ကွာ ဟောမဲခူးစားလိုက်လေဟမ် ဟောဒီစုပ်ပြီဟိုမှာဟုတ်တော့ ဘာမှ ဟိုမှာဖြတ်လိုက်လို့စပြင်ရလေ မမဘာများသုံးဆောင်မလဲမောင်လေးဘာမှာပေးရမလဲ မောင်ငါရလား ရတာဗောဘဝင်းငါဆိုရင်လေမောင်လေးတို့ဆိုင်ရာရန်ကုန်တစ်မျိုးလုံးမှာ ရှင်လေးရောဆုံးမယ် အကောင်းဆုံးဟုတ်တယ်ဒီရက်ွက်ထဲမှာတော့အကောင်းဆုံးပဲ ဟိုအဲ့ဆိုင်ကမောင်ငါကိုပဲကြော်နေတော့ပေးပါ ဟုတ်ကဲ့ဟိုငဖေကြော်လေးမြတ်ထဲဦးလားမသိ မထည့်တော့ရှင်ပဲကြော်ပဲပေးပါ ဦးပဲဦးလေးရော မထည့်တော့ရှင်ပဲကြော်နေပဲပေးပါ ငတလုံးဦးလေးကိုထဲဦးမလားဟင် တော်ပြီပဲကြော်ပဲယူမယ်လို့ ဟုတ်ကဲ့မောင်လေးအမြန်ဆုံးလုပ်ခဲ့ပြီမယ်နော် ဒီရုပ်ကြီးနဲ့ဘာမောင်လေးလဲ ဟုတ်ပါဘူးကျွန်တော်နာမည်ကိုမောင်လေးပါအဲ့ဒါကြောင့်မလို့မောင်လေးလို့ပြောတာပေးကြုံနေပြီယူမှာနော် ဟုတ်တယ်ပဲကြော်နေပဲပေးပါ ဟုတ်ကဲ့ ဟေ့ကောဘဲရိုးလေးငါပြောတာလားဟုတ်ပြီငါငယ်ငယ်မြဲပဲရိုး မဲနော်မဲ ကောင်းလေးချစ်စရာလေးရောငါတို့ကျုံတို့
အာစီတီပဲတော့ထိုး ကောင်းတာဟုတ် ဘလို့ပါလဲကွာရက်ွက်တဲ့ခုမှပြောင်းလာတာငါတို့အထင်သေးသွားပါဦး ဘယ်တော့အတင်ကြီးတော့ရှင်းစရာကြီးဘာဖြစ်လဲ အေးကွာတို့စင်းစရာကြီးကဘယ်လိုဖြစ်တာဟမ်အရင်တော့ဆိုဆေးတိုးရမဟုတ်ပလင်းမှာချိတ်တဲ့ကောင်ဟဲ့အောင်သွေးကြောင်ဘေးရှောင်တယ်ငါတို့ထိုးလိုက်တော့နော် ဟုတ်လို့ ကိုမောင်လေးဆိုတဲ့လူပတ်စံရှင်းမယ် ကိုမောင်လေးဆိုတဲ့လူကတော့ပတ်စံမရှင်းသေးဘူး ဘယ်လောက်လဲမသိဘူးမရောက်ပြန်မန်းနဲ့လို့ဘလို့ဒီမှာမသိ ကျွန်တော်ပဲကြော်ပါ ကျွန်တော်ဘူးသေးကြော်ပါ ဒီကောင်အိုးပဲဦး ပါရှင် ဟုတ်ပါဦးကိုမလေးကျွန်တော်တို့လေပဲကြော်ဘူးတီကြော်အိုးပဲဦးနဲ့မွန်က3ဝဲ မြန်လေးမြန်လေး ကောင်မလေးမုတ်ပြစ်ကြီးသွား ဘုတ်ပြီးကျွေးငါမြောက်မှာမဟုတ်တာကွာမင်းတို့ကလည်းကွာငါပြောတယ်မနှောက်နဲ့တို့တို့ကမထင်ပါဘူးမင်းကဆက်ဖဲတယ်ပေါ်ပြီးတော့တို့ကနော် ပါတယ် ဆေးတော့တစ်ချောင်းမဟုတ်နှစ်ချောင်းဘူးထိုးလဲအောင်မြင်တယ်လာရ ညီမလေးကမနေ့တနေ့ကဒီရက်ကွက်ထဲကိုအစ်စ်ပြောင်းလာတယ်ညီမလေးမလားရဲ့ ဟုတ်ပါတယ် ဟုတ်ပါတယ်ညီမလေးကလေအရန်ချောလို့အမကသတိထားမိနေတာဟိုညီမလေးနာမည်ကနေပါဦးမြတ်တာလीဟုတ်တယ်နော် ဟုတ်တယ်ညမနာမည်ကိုဘလို့သိရလဲ ဟုတ်သိတာဗောဒီရက်ကွက်ထဲကိုမနေ့တနေ့ကမှပြောင်းလာတယ်ချောချောလှလှလေးဆိုတော့တရက်ကွက်လုံးကသိတယ်ညီမလေးကြောင့်လေတရက်ကွက်လုံးကပြောနေကြတာဟောအမနာမည်ကလေဟိုတင်တင်ညွန့်လို့ခေါ်တယ်ဒါပေမဲ့လေဒီနာကမလိုတဲ့ဟို OT တွေအောက်တန်းစားတွေကတော့အမကမတ်တင်ညွန့်လို့လိုက်ခေါ်တာပေါ့ညီမလေးရဲ့ဒါပေမဲ့လေမှတ်ပုံလေးထဲမှာအမနာမည်ကတင်တင်ညွန့်နဲ့အမနာမည်မှတ်ထားအောင်နော်ဟိုအမကလေဒီရက်ကွက်ထဲမှာနေတာဟိုညီမလေးအကူကြီးရှိရင်လည်းပြောလမ်းတွေ့လဲခေါ်နော်ညီမလေးနော်အမတော်ရမယ်နော်ညီမလေး ဟုတ်ကဲ့ပါမဟုတ် ချစ်စရာလေးလိုလေးလည်းမသိဘူးမန္တလီ ပါမန်တာလီလေကျမနာမည်မြတာလီ ဩဟုတ်ကဲ့မြတ်တာလီပါဟိုနာမည်ခေါ်တာလေးနည်းနည်းရှာစလစ်ပြသွားလို့မတ်တာလီလို့ခေါ်တာပါ ရှင်ကျမကိုဘာနောက်ရှောက်မလို့လဲ အော်နောက်ချက်မလို့မဟုတ်ပါဘူးဟိုရှင်းပြကြရှိလို့ပါ ဘာမှရှင်းပြမနေနဲ့ရှင်းပြအောင်လဲရှင်နဲ့ကျမကြားမှာဘာမှရှုပ်ထားရလဲမရှိဘူးရှင်နဲ့ကျမနဲ့လည်းဘာမှမသက်ဘူးရှုပ်လဲကျမမသိဘူး အော်မသိမိတ်ဆက်ပြီးမှာပေါ့ဟဲ့ကျွန်တော်နာမည်အောင်ခန့်ကျွန်တော်ဒီမှာနေပါတယ်ဟဲ့အခုဆိုရင်မတ်တာလီနဲ့ကျွန်တော်တို့နေရာဟိုတလန်းနဲ့တရက်ွက်တဲ့တိန်နဲ့ဖြစ်သွားကြပါပြီ ဘာတိုင်နဲ့လဲဖတ်ရှုပ်ပြောနေ အော်စကားမဟုတ်လို့ဟိုတိန်နေလောက်ပဲချားတာလို့အဲ့ဒါပြောတာပါဟိုဒီလိုပါဟိုတနေ့ကလေဟိုလက်ဖေးဆိုင်မှာဖြစ်သွားတဲ့ကိစ္စလေးအဲ့ကျွန်တော်ဘာမှမဆိုင်ပါဘူးတကယ်ချင်းနေအာချောင်းပြီးနောက်လိုက်တာပါကျွန်တော်တကယ်ဘာမှမဆိုင်ပါဘူးနော် အဲ့ဒါပြောမလို့မလားရှင်ပြောလို့ပြီးမလားပြောလို့ပြီးကျမရှိရဖဲတော့ အော်အဲ့ဒါဆိုရင်ဟိုကျွန်တော်ပုံမှာအထင်းတော့မလွဲတော့ပါဘူးနော် မသိဘူး ရှင်းမကောင်း ဆေးစရာကြီးမင်းလည်းကွာငါတို့ကမင်းကိုမတွေ့လို့ဟမ်ဘာများဖြစ်နေလဲဆိုလိုက်ရှာနေမင်းအိမ်ထဲမှာဝစ်နေတာဟိုးကွာ ကဲပြောတမ်းပါဦးခင်ဗျဘာကြောင့်အိမ်ထဲမှာပုံနေတာ ဒီကောင်ပိုးဝိုင်းဟဲ့ ကြောက်ပြသွားပြီ ဟမ် မဟုတ်ပါဘူးတော့အိမ်ထဲမှာအောင်းနေတာကိုပြောတာပါကဲဘာကြောင့်အိမ်ထဲအောင်းတာပြောတမ်းပါ ဟဲ့
မင်းဘာဖြစ်နေလဲငါတို့ပြောတော့မင်းမျက်နှာကိုစကန်ပတ်လိုက်တာနဲ့မင်းတစ်ခုခုဖြစ်နေဆိုတော့ငါတို့သိပြီးသားရအောင်အဲ့မင်းဘာဖြစ်နေလဲငါတို့ပုတ်ပွင့်လင်းလင်းပြောလိုက်ပြောလိုက်တာအော်တီးသွားပြီဟိုနေ့ကငါတို့မြားဓာလီကိုစီးထိုးလိုက်တဲ့ကိစ္စဟုတ်တယ်မလားဟောဘာဖြစ်တာလဲဟိုမင်းရလဲကွာခါတိုင်းလဲဒီလိုပဲငါတို့ရက်ွက်ထဲမှာရှိတဲ့လူလိုက်ပြီးဆေးထိုးနေကြအောင်မင်းကအခုမှဘာလာဖြစ်အေးကွာမြတ်တာဒီကတခြားလူလည်းမတူဘူးငါရင်ထဲမှာတကယ်ကိုစူးစူးနစ်နစ်ချစ်မိနေတဲ့သူနော်အဲ့ဒါကြောင့်မင်းတို့ဆေးသွားမထိုးပါနဲ့လို့ငါပြောတာထင်လွဲသွားမှာစိုးသူမင်းတို့ငါစကားနားမထောင်မနဲ့သွားကြလိုက်တော့သူငါနားကတ်လို့မရတော့နော်ငါ့ကိုလာမပတ်သက်ပါနဲ့တဲ့အပြက်ကိုပြောလို့လိုက်တာဆေးဆရာကြီးကငါတို့လိုအခွေတလိုင်းမဟုတ်တော့ဘူးအဖီးတလိုင်းဖြစ်သွားပြီကွာဒီကောင်လိုင်းပြောင်းသွားလိုင်းပြောင်းသွားပြီဟဲ့မနှောင်းနဲ့ငါဒီလိုနေမနှောင်းနဲ့ဘာဖြစ်လဲစပိတ်ဝင်တိုက်သွားတာကွာဦးလေးကလေစပိတ်တစည်းလုံးတော့မမြင်ဘူးလားမြင်တာပေါ့ကွာမရှောင်ဘူးလားမရှောင်ပါဘူးဟာဘာဖြစ်လို့လဲဒီကောင်တွေကရက်နေဆိုလို့ငါရက်နေရတယ်လေ तू ကငါမရှောင်မဝင်တိုက်သွားတာကွာပြီးတော့လှဲ့တော့မကြည့်မသွားဘူးကွာဟောပြရပြကဲထကြည့်မရဘူးဒီနေ့ပြီအဲ့ဒါချားထုတ်ပြသွားပြီအဲ့ဒါဦးလေးအိမ်ဒီကျော်လိုက်ပို့ပြီမင်းငါရည်သိလို့လားကွာဟောသိပါတယ်ဦးလေးနဲ့ကျွန်တော်တလန်းနဲ့ပဲဦးလေးတို့ကဟိုတလောက်မှပြောင်းလာတာလားဟုတ်တယ်ကွာတွေ့တော့သိတော့ကွာရက်ွက်ထဲမှာမယုံပြက်ကောင်လေးရှိလို့မင်းတို့ကူညီတတ်တဲ့ကောင်ရှိလို့ဟုတ်ကဲ့မေးဘယ်လိုအမေရှိနေတာလားငါမင်းငါကိုခေါ်တာအော်အတေးဘယ်လိုဖြစ်လာတာလဲသမီးရေလာအောင်မနဲ့ပဲကျိုးလာတယ်အဲ့ဒါကြောင့်ပြောပါတယ်ရှင်ကိုအကျိုးဆော့အခမ်းမောလို့မျက်စိကလည်းကောင်းကောင်းမြင်ရမှာမဟုတ်ပဲနဲ့မင်းကဘာလျှောက်ရမ်းလာပြောနေလဲငါဘယ်တော့ကျိုးလို့လဲကွာမကျိုးပါဘူးကျိုးရင်ဒီလိုတော့နေနိုင်မှာမဟုတ်ဘူးအခုကျွန်တော်ဆိုရင်ကြီးတံပေါအောင်អော်နေလောက်ပြီမင်းကလည်းငဲသားပေါအောင်ပြောစမ်းပါဦးလည်းငဲမှမငဲတော့တာမင်းကတမျိုးကဲလာပြေးလာပြေးလာကြည့်ပါဦးညူမဲနေရပဲရှင်းရလေလူကြီးရောအဲ့လောက်နာအောင်လုပ်ရလားဦးလေးကမှမလျှောက်တာသမီးကလည်း तू လောက်တာမဟုတ်ပါဘူးငါလဲနေတာတွေ့လို့ तू ကဝိုင်းပြီးတော့ကူညီပေးပြီးလိုက်ဖို့ပေးတာငါ့ကိုစက်ဘိန်းကိုတိုက်သွားတာဟမ်ရှင်းစက်ဘိန်းကားရောက်တိုက်သွားတယ်ဟုတ်မလားမင်းကလည်းစက်ဘိန်းကားတိုက်သွားတော့ငါပြချက်ပြီးသိကုန်မှာပေါ့ကွာစက်ဘိန်းလေးစီးကိုတိုက်သွားတာသမီးဟိုသမီးတဲ့ဒဏ်ရာလေးလူကိုလေးစေးနဲ့ပတိနဲ့ဟုတ်လဲပါဟုတ်ပြီငါပြခဏလေးဒီတိုင်းတော့မကောင်းထင်နေတော့ဟိုစိတ်ုံသွားပြီးတက်မှန်လေးပါရေးကြည့်အောင်လို့ဟုတ်တယ်ရှင်ပေါ့မနေနဲ့နော်ကာကွယ်ဆေးလေးပါလေးထိုးထားအောင်ကာကွယ်ဆေးထိုးအောင်ငါစပိတ်တိုက်တယ်လေကွာခိုးကြိုက်တာမဟုတ်တာအဲ့ဒီစက်ဘိန်းတိုက်တာကိုပြောတာလေမိခိုင်ဘိုးဝင်မှာဆိုလို့ပိုးပဲ့ပြီးသွေးထွက်မှာပါကွာမိခိုင်ဘိုးကဝင်တာပါမြင်ရလေကိုအောင်ခန့်ကိုကျေးဇူးတင်ပါတယ်ရပါတယ်သမီးတို့ညာသိနေတာလားလမ်းထဲမှာပဲတွိုင်းနိုင်တယ်စုံမိထားကြတာမင်းနာမည်ကမောင်အောင်ခန့်ဟုတ်ပါတယ်အေးခဏထိုင်ပါဦးကွာမင်းကဘယ်မှာနေတာလဲကျွန်တော်ဒီနားနှိမ့်တော့နေတာပါခင်ဗျာကျေးဇူးတင်ပါတယ်မောင်အောင်ခန့်ရဲ့နောက်ကြုံလို့ရှိလို့ရှင်အန်တီတို့ရင်ဝင်มาထွက်ပါအန်တီတို့ကဒီကိုပြောင်းလာတာမကြသေးဘူးဆိုတော့မိတ်ဆွေကမရှိသေးဘူးလေခုလိုကိုကြီးတတ်တဲ့မောင်အောင်ခန့်ကိုခင်မင်ခွင့်ရတော့အန်တီတို့ကအားရှိတယ်ပေါ့ရပါတယ်ကျွန်တော်အားလို့ဟိုလာလေပါမယ်ကိုအောင်ခန့်ခုနဒါလည်းမသိလို့ပြောခဲ့မိရအတွက်တောင်းပန်ပါတယ်ဟောရပါတယ်တောင်းပန်တယ်မလို့ပါ
ဟောကျွန်တော်သွားကြလေးစီလို့ခွင့်ပြုပါဦးဗျာ အေးအေးတော့ကျွေးရကျွေး ဘယ်လိုနေသေးလဲ အေးရခဏလေးကောင်းကောင်း ကွန်ခန့်ကွန်ခန့်လေးနေပါအောင်ကွန်ခန့် ဘာကိစ္စမှရှိတယ် ကွန်ခန့်ပေါ်အရင်ကဒါလေးရင်တီတီပြောခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်နော် အဲ့ဒီအတွက်ဆိုရင်တော့တောင်းပန်ကြမလို့ပါဘူးကျွန်တော်စိတ်ထဲမှာဘာမှမရှိပါဘူးဟိုတလောကလက်ဖေးဆိုင်မှာကျွန်တော်တကယ်ချင်းလေးဝိုင်းမီနောက်လိုက်တဲ့အတွက်အဲ့ဒါကိုကျွန်တော်ထပ်ပြီးတောင်းပန်ခြင်းပါတယ် အဲ့ဒီကိစ္စဒါလေးစိတ်ထဲမှာမရှိတော့ပါဘူးဒါလေးကကိုအောင်ခန့်ကိုပဲတောင်းပန်ချင်တာပါ စိတ်ထဲမှာဘာမှမရှိတော့ဘူးဆိုတော့ရပါတယ်အဲ့ဒီကိစ္စလေးတောင်းပန်ကြမလို့ပါမှဒါလေး ကိုအောင်ခန့်ကလည်းမတ်တာလေးလို့မခေါ်ပါနဲ့ရင်းရင်းနီနီဒါလေးလို့ပဲခေါ်လို့ရပါတယ် ဒါဆိုကျွန်တော်တို့ယောက်ကရင်းနှီးသွားပြီဆိုတော့ဝမ်းသာလိုက်တာဘယ်လိုပြောပြောမပြတတ်တော့ဝမ်းသာတော်တော်ဝမ်းသာကိုစိုးပတ်စံဝမ်းသာရရဝမ်းသာတယ် ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတော့ဒါလေးကိုစတွေ့တဲ့ရဆိုင်ရလေးကိုရင်ထဲမှာဘယ်လိုခံစားရလဲဆိုလေ ကိုအောင်ခန့်ဖေဖေအတွက်လေစိတ်ကမှတုံငင်သွားယူရမှာလေနောက်ကျနေမှာဆိုလို့တွားလိုက်ပါဦးနော်နောက်မှဆုံးမယ်နောက်တော့ ဟုတ်နော်မနော်မဟာသွား ကွာ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  တော့စင်ပြင်းနေပေါ့ဟာ မင်းတို့တွေတောင်းစားနေကြတယ်ဗောဒီဟလား လက်ဖေးဆိုင်မှာ ငါနေဟာ ဘုံလေးဟိုလက်ဖေးနဲ့ခွဲနဲ့ကောင်းစားနေကြတယ်ဗောလို့အဲ့ဒါပြောတာ မင်းအစ်စ်နဲ့ပြင်းနေတယ်ဗောတခါလေဟမ် မင်းတို့မြင်တဲ့အတိုင်းပဲလေ မင်းတို့မြင်တဲ့အတိုင်းပဲအစင်းပြေဆိုငါတို့ပြုစုလိုက်တော့ လုပ်လိုက် ဒါလှုပ်လိုက်တော့ ဘာလို့ပြုစုမင်းတို့ဘာကောင်းလဲမို့လို့ ဟာဘာကောင်းပါလဲမင်းရငါတို့ကိုကျေးဇူးရှင်နေပြီ ဟမ်ဘလို့ကျေးဇူးရှင် ဟာ ဟာအိုက်တယ်ကောင်းတယ်ကျန်ကျေးဇူးရှင်တွေကိုကျေးဇူးတတ်ကောင်ဟမ်ကျေးဇူးရှင်တွေကိုမတိတတ်တဲ့ကောင်ဖေဟာ ဟာလေ မြားဒါလီရဲ့အဖေကိုစက်ဘိန်းနဲ့ဝယ်ထားတာဘယ်လိုလုပ်ထင်လဲ ဟောဘသူကမှလဲကွာခိုးစိုးလူနိုင်အိုချာမျက်ပေါက်တွေနေမှာပေါ့ အကောင်ဇရိုက်ကြီးဖြစ်နေတယ် လမ်းဘေးရကွာလမ်းဘေးရ ရောင်း ဟမ် တာကော ဟဲ့ဟဲ့အဲ့စက်ဘိန်းနဲ့တိုက်တဲ့နှစ်ယောက်ကငါတို့နှစ်ယောက်ကွာ ဟာမင်းတို့နေရော တို့လေ လူကြီးကိုဆယ်ဘင်းနဲ့တိုက်เสียလားကွာမင်းကားနဲ့တိုက်တယ်တော်သေးတယ် ကားနဲ့တိုက်တခါတည်းသေ ဘာ ကွာ သိပါ ကိုကြက်တိုက် ဟာမဟုတ်မင်းပြောတာပို့ဆိုးနေပြီ ငါလည်းကြောင်သွားလို့မင်းတို့လည်းကွာလူကြီးတွေကိုဆယ်ဘင်းနဲ့တိုက်เสียလားမင်းတို့ရိုင်းလိုက်လားကွာ အော်ငါတို့အခုလို့စက်ဘိန်းနဲ့တိုက်လိုက်လို့မင်းကကောင်မလေးဖေကိုပြန်ပွေးနေဝမ်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 အခုလို့စင်ပြေသွားတာလေ ငါတို့လုပ်ပြီးလို့ အဲ့လိုတွေ့ရင်အဲ့လိုပေါ့နော် ကျေးဇူးရှိတယ်လေ ဟုတ်ပါတယ်မင်းတို့ကငါရဲ့ကျေးဇူးရှိတယ်ပါကွာ တမလိုက်ပြီဆိုတော့ဒါလှုပ်လိုက်တော့ကျေးဇူးလိုက်တော့ မင်းတို့ငါနဲ့မြတ်တာဒီနဲ့မင်္ဂလာဆောင်နေကြဝတ်တည်တယ်စတဝဲထုတ်ခိုင်းမယ် ကဲလို့လည်းချောင်းလေးကလာတော့ ဝတ်တည်ပဲဇဝဲဇဝဲကျွေးမယ်ဝတ်တည်ပဲကျွေးမယ်ဝတ်တည်ပဲကျွေးမယ်အဲ့ဒါပြော သူ1 day ပဲစားဖို့ तू မင်္ဂလာဆောင်တဲ့အထိကတော့စောင့်အောင် အဲ့ဒါလည်းဟုတ်တယ်ဟာနေသားမဟုတ်မင်းကမြားတာဒီနဲ့မင်္ဂလာတွေပဲဆောင်းမယ်ဆိုတော့အခုအချိန်ကဘယ်လိုလဲသမီးသားဖြစ်ပလားဟမ် ဟုတ်ပါ ပြောသွားရလေနောက်မှတွေ့မယ်တဲ့ကင်မင်ဆွန်အဲ့ဒါကင်ရီဆိုရဲ့အခုလား ရောက်ကိုဒီယာလုံးကြီးတွေထွက်တာအော်ဘယ်ကင်ဆွန်ဘာလျှောက်ပါလားလေကင်မင်ဆွန်မကြမီလာမီမြော်အဲ့ဒါပြောတာနော် ကွာ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  ကွန်ခန့်စောင့်နေရကြပြီ sorry နော် ကြားသေးပါဘူးဒါပေမဲ့ခုပဲရောက်တာခိုင်း အေးတော့မှာပြီနေဒါလေးကကွန်ခန့်စောင့်နေရကြလို့စိတ်တုန်နေပြီ ကျွန်တော်ဘာလို့စိတ်တူအောင်ပါလဲဒါလီစိတ်ဆိုးမှာပဲကိုယ်ဆိုရင်လား ဘာဖြစ်လို့စိတ်ဆိုးရမှာလဲ ဘာဖြစ်လို့လဲဆိုတော့ကိုကဒါလီကိုကြီးစားစကားပြောမှာမဟုတ်လို့ ကွန်ခန့်လည်းနောက်နေပြီ နောက်တော့မဟုတ်ပါဘူးတကယ်ဒီပြောဒါလီကိုစားတွေ့ရနေတယ်စားပြီးတော့ခုရင်ထဲမှာတကယ်ကိုဆွဆွလန်းလန်းချင်နေတာဒါလီခုချစ်လက်ခံပြီးပါနော် ဒါလေးအချစ်ဆိုတော့နားမလဲဘူးနားလဲအောင်လို့ကြိုးစား ဒါကြီးကလေအချစ်ဆိုတာတင်စရာမှမဟုတ်မတင်မဲနဲ့သူ့လိုတက်ပြီးနားလေသွားရရမျိုး ဒါလေးယောက်ျားဆိုရင်ဘသူ့အောင်မှမယုံဘူး ဘာလို့လဲ ချစ်တယ်ပြောပြီးကိုယ်ရမှာမေ့ချင်မေ့နေကြပါပဲ
နောက်တစ်ယောက်တွေ့ရင်လည်းနောက်တစ်ယောက်ကိုကြိုက်သွားကြမှာပဲ ဒါလီကအချစ်ကြောင်းနားမလည်ဘူးဆိုပြောတယ်တော်တော်သိနေပါလား ဒါလေးတငယ်ချင်းတွေကဒီလိုပဲဖြစ်နေကြတာပဲလေ ဒါလီရဲ့လူချင်းတူပေမဲ့အသက်ရှူချင်းကွဲပါလေကိုရင်ထဲမှာဒါလီတယောက်ပဲစိုးမိုးထားတာကိုရကြရင်မမေ့တယ်လို့မတွေ့ရင်လည်းတေးအောင်ရမ်းပြီးတတိယနေမယ်တော့ပါ ကောခန့်တော်တော်ပြောကောင်းတယ်နော် အပြောကောင်းတော့မဟုတ်ပါဘူးတကယ်ပါကိုရင်ထဲမှာဒါလီကြောက်တဲ့ပဲရှိတာ ဒီလိုတော်ကီနဲ့မင်းကလေးဘယ်နှစ်ယောက်လောက်ကိုချုပ် ဟုတ်တွေ့ရမင်းကလေးတိုင်းလိုက်ချုပ်အောင်ကိုယ့်ရဲ့နှလုံးသားရောကြပြီမမလို့ဒါလီတယောက်တည်းကိုပဲချစ်တာဒါလီကိုအဖြစ်ပြန်ပြပါနော်ဘယ်လိုဖြစ်သွားလဲခြေတောင်းလိုက်တာနဲ့တခါစကားပြောလို့မရတော့ဘာမှပြန်မပြောဘူး ပြောပါတယ် ပြောတယ်ဆိုရင်လည်းအခုချစ်တယ်လို့အဖြစ်ပြန်ပေးလိုက်ပါ ဒါလေးကွန်ခန့်အောင်မယုံသေး ဘာဖြစ်လို့ ကွန်ခန့်စကားကြွယ်တယ်ဆိုတော့ချစ်သူကြီးစားလဲပေါ်မှာပေါ့ ဒီမှာကိုမနှလုံးသားအပူမပါဘူးနော်နှလုံးသားစုံနေပါအဲ့နှလုံးသားကဟောရတာလေးတို့ ကွန်ခန့်ကိုတော့လေဘလို့ပဲပြောပြောဒါလေးကနိုင်မှာမဟုတ်ပါဘူးလေ ဟဲ့အဲ့ဒါဆိုရင်လေဟိုတစ်ဖက်သားနှလုံးအေးသွားအောင်ရှုံးပေးတဲ့အနေနဲ့ချစ်တယ်လို့ကြည့်ပြီးလိုက် တွားလူစိုး ဟုတ်တယ်လူစိုးချစ်လို့ဆိုတယ်ချစ်လူစိုး လောက်ကိုဘာလို့ကင်တာလဲ လူစိုးဆိုစိုးမှာချစ်တယ်လို့ဖြစ်ပေးလိုက်နော် ဟာသူများရင်းနေတယ် ဘယ်သူမှမနေပါဘူးဒီကဘယ်သူမှမရှိဘူးဒါလေးကိုအဖြေသာပေးလိုက်နော်ဟုတ်ပါဘူးဒီကဆက်ဆံလို့ချစ်တယ်လို့ ချစ်တယ်လို့အဖေပင်လက်ကိုလွတ်မှာ ဟာချစ်တယ်လို့ဖြစ်ပေးလက်ကိုလွတ်မှာ ဟာဆိုတော့ချစ်တယ်ဟာ ဝဲပေါ်လိုက်တော့ ချစ်တယ်ပြန်လွတ်မှာ လက်ကိုပဲတက်တယ်လူတော့လည်းပြောတာမဟုတ် လူလဲရှင်းနေရတယ်တော့မချစ်တော့ ဘူးမချစ်လို့မရ အနိတန်ဟဲမတင်ညောင်းလိုက်အနိတန်လို့မတင်ညောင်းမဟုတ်ပါဘူးတင်နေညောင်းပါဆိုအေးပါအေးတင်နေညောင်းပါညီဈေးမထွက်ဘူးလားအနိတန်ကိုပြောစရာရှိလို့ပြောပြီးတော့မှဈေးတော့ထွက်အော်ပြောစရာရှိလို့ကဲလာထားကဲညီဘာတောင်းမလို့အော်မတောက်တော့ပါဘူးအနိတန်ရဲ့အနိတန်ကိုပြောစရာရှိလို့အေးညီဆိုင်မဖွင့်မဲနဲ့ငါရှိလာပြောစရာဘာများရေးကြည့်တော့ဟိုပါလေပြောတော့ပြောချင်တယ်အော်ဒါပေမဲ့ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားလို့စဉ်းစားပြီးတော့မပြောတော့ပါဘူးအနိတန်ရဲ့ဆိုင်မတော့ဖွင့်လိုက်တော့မယ်နော်နေဦးလေဟောပြောဖို့လာတာပြောပါအေးငါ့ကိုအဲ့လိုတိုးလို့တန်းလိုက်မထားခဲ့ပါနဲ့ပြောပါအေးပြောပါအဲ့ဆိုရင်တင်းနေပြောမယ်နော်အေးတင်းနေပြောရင်အနိတန်စိတ်မဆိုးအောင်နော်အေးနော်ဟဲ့ဒင်းဟုတ်ကောင်းဒင်းမနေရမယ်ဟမ်ဘယ်ကောင်ပြောနေရလဲအိမ်ရလူလေအိမ်ရလူကညီကိုဘာတွေပြောတယ်ဘာတွေလောက်လိုက်လဲငါ့ကိုပြောစမ်းပါငါ့ကိုပြောစမ်းဘာတွေရှောက်ပြောနေရလဲတင်းနေအခုပြောမှအနိတန်လူကြောင်မဟုတ်ပါဘူးဘုတို့ကြောင်ပြောမှာတော့ဟိုကောင်အောင်ခန့်ဆိုတဲ့လူကြောင်ပြောမလို့ဟောမအောင်ခန့်ကြောင်လားအေးအဲ့ဒီကောင်ကြီးကလူကောင်းလေးပါအေးဟမ်ညီကောင်းဝဲရှိနေတာဘယ်နဲ့လာလဲဟုတ်ပါတော့အဲ့ဒီတော့ဘာလို့ရှောက်ပြောနေရလဲသူများတွေကြားကုန်တော့မှာပဲရှိချင်လို့တော့မရှိဘူးအော်ဆိုညီရဲ့အော်ဆိုအဲ့ဒီအောင်ခန့်ဆိုတဲ့လူအကြောင်းကြားပြီးတော့လေသူ့နာမည်ကိုကြားပြီးတော့ယွန်ပြီးတော့ဝေါ့ဖြစ်သွားတာ तू ကဘာဖြစ်နေလို့တော့အနီတန်းတို့လည်းနော်တကယ်ရိုးတာအေးတာအဲ့အောင်ခန့်ဆိုတဲ့လူကိုကိုအိမ်ထဲကိုအဝင်အထွက်တွေပေးလုံနေတယ်နော်ယုံကြည်ပြီးတော့အေးလေလူကောင်းနေလေဟောဘယ်ကလူကောင်းမှာလဲအဲ့ဒီကောင်ကကောက်ကမြင်းအလုံးမရှိအကင်မရှိအတောက်အစားအပြောအပလည်းတအားမှတ်တာအဆိုးဆုံးကတော့လေမိန်းမကိစ္စအရှက်ရှုပ်တာဟုတ်တယ်ဒီမှာတင်းတုံးအောင်ရီရီရတာလာလောက်တာအမလီတင်းကြီးကအလုံးမခံဘူးနော်ဒီလိုကောင်မျိုးနဲ့ကိုနဲ့ဘာမှအစင်တန်းကြီးတူတာမဟုတ်ဘူးတင်းကြီးကသူ့အပြက်ပြောလိုက်တာအခုဆိုရင်တင်းကြီးကိုတွေ့ရဲရဲအောင်မကြည့်ရဘူးခေါင်းအောင်ငုတ်သွားတာဟဲ့အဒီ
လောက်တောင်းမယ်ဟုတ်တယ်အနီတာရဲ့ဟိုတင်နေရလေအနီတာတို့ကိုဆွေကိုမျိုးလို့သဘောထားပြီးစိတ်ပူလို့လာပြောတာအေးပါကွယ်ကျေးဇူးတင်ပါတယ်အန်တီတန်းနဲ့ဒီကောင်နဲ့ဘာမှမဖြစ်စေရပါဘူးအိုးအနီတာနဲ့ဖြစ်စေရလားတင်းနေအခုစိတ်ပူနေတာအနီတာနဲ့မဟုတ်ဘူးအနီတာသမီးနဲ့လေကိုသမီးကငယ်ငယ်ရွယ်ရွယ်ချောချောလေးဟိုဒီလိုကောင်းတဲ့များဖြစ်လို့ကတော့ရင်ကျိုးပါပြီအန်တီတာရဲ့ဟုတ်တယ်လေအန်တီတာကလည်းပြောတယ်လေဟိုအန်တီတာတို့မိသားစုနဲ့ဒီကောင်နဲ့ဘာမှမပတ်သက်စေရဘူးဘာမှမဖြစ်စေရဘူးလို့ပြောတာကျေးဇူးတင်ပါတယ်ကွယ်အဲ့လိုလာပြောပေးတာနော်တင်းကကိုဆွေကိုမျိုးတို့သဘောထားပြီးလာပြောတာနော်ဆိုင်တော့သွားမဖွင့်ရသေးဘူးတော်တော်နေမြင့်နေပြီနောက်ကျနေပြီသွားတော့မယ်နော်ကျေးဇူးပဲနော်ကျေးဇူးပဲအမလေးတော်ပါသေးရဲ့ဒီကောင်အကြောင်းစောစောစီစီသိပြီးလို့တာပဲသူတော်ကောင်းနှကောင်းမှာတာပဲရေးတယ်နော်ဟိုလူကဘဲလျှောက်သွားနေတယ်မသိပါဘူးအိမ်ကိုမကတ်ဘူးဒီမှာခင်ဗျားကိုပြောစရာရှိလို့ကျုပ်ကနော်ဟာဟုတ်ပြီအေးထုံးစံတိုင်းတစ်ခွက် အေးငါဘောသေးတစ်ခွက်ဘာများပြောစရာရှိလို့လဲအုတ်ကြီး မောင်အောင်ခန့်ကိစ္စပေါ့ဗျာ မောင်အောင်ခန့်ကိစ္စဟလားမောင်အောင်ခန့်ဘာဖြစ်နေလို့လဲဟိုကျွန်တော်အမြင်မှာတော့ဟိုရိုးသားပြီးတစ်ဖက်တော့ကူညီခြင်းစိတ်ရှိတယ်လူတော်လူကောင်းလေးပါအုတ်ကြီး ဒါခင်ဗျားအမြင်ကိုဗျာဒီမှာခင်ဗျားတို့မိသားစုကဒီရက်ကွက်ထဲကိုခုမှပြောင်းလာတော့ဒီရက်ကွက်တွေကလူတွေအကြောင်းကိုဘယ်သိပါမလဲကျုပ်ကငယ်မွေးချမ်းပေါက်ဖြစ်တဲ့အပြင်ဒီရက်ကွက်ရဲ့ဥက္ကဋ္ဌဆိုတော့ဒီရက်ကွက်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုဥမချီးကစအကုန်လုံးသိဗျာဆိုတော့မအုတ်ကြီးရဲ့မောင်အောင်ခန့်ကဘာများဖြစ်နေဟာဘာဖြစ်ရမလဲဒီကောင်ကမိဘလှုပ်ရှားထိုင်စားပြီးတော့တရက်ကွက်လုံးဒုက္ခပေးနေတဲ့ကောင်လူကြီးကိုလည်းယိုတရားမှမသိလေးသားမှမသိအမဒီကြားတဲ့အတောက်စားအပျော်ပါလည်းလိုက်စားသေးတာနော်ဟာအုတ်ကြီးအောင်ခန့်ကအဲ့လိုလူသားမျိုးလားဗျာဟာဒီတက်အောင်ဆိုးသေးတယ်ဟမ်ဟာဒီမှာအဲ့ဒီကောင်ခင်ဗျားတို့အိမ်ကိုဝင်ထွက်သွားလာနေတယ်လို့ကျုပ်ကသိလို့ခင်ဗျားတို့တတိပေးတာနော်ခင်ဗျားအိမ်မှာလည်းသမီးမျိုးလေးနဲ့ဆိုတော့မဖြစ်သင့်တာမဖြစ်အောင်စေတနာနဲ့တတိပေးနေတာကျေးဇူးတင်ပါတယ်အုတ်ကြီးရဲ့ဒါဟိုကျုပ်ကလူသေးဆိုတော့ရက်ကွက်ကလူတွေအကြောင်းကိုအုတ်ကြီးတော့ဘယ်သိပါမလဲဟုတ်ပါဘူးအခုလူတတိပေးတာကျေးဇူးအများကြီးတင်ပါတယ်ဗျာရပါတယ်ဗျာတောက်တော့မကွာဟုတ်တယ်။သူများကိုလည်းစောင့်နောက်အခုဒါလေးအိမ်ရောက်နေပြီးမှပုံမြတ်ဆက်လိုက်မယ်နော်။ဒါပဲနော်။ပတ်တာ။မေထွေးပြန်လာပြီ။ဘာဖြစ်နေကြလဲ။မျက်နှာလည်းမကောင်းကြပါဘူး။မမေ။ဟာလေ။ရိုင်းပြထားကြပြန်လား။ဖြစ်ပါဘူး။စစ်စရာလား။မဖြစ်ဘူးလားပြောတယ်။မျက်နှာလည်းတော့ပူဆန်း။ဘာမှပြောမနေနဲ့ဒီမှာထိုင်။မေးမပြောလိုက်ဖေးပြောလိုက်ပါဟောသမီးမိန်းကလေးကိစ္စလေမေပြောမှတက်တော့မှာပေါ့မေမပြောလိုက်ဟောဖေးပြောမှကြောက်မှာပေါ့ဩမင်းအဖေနဲ့အမေရဲ့ကြိုက်တဲ့သူပြောပါတမီးညီညီရေးထိုင်ပြီးနားထောင်ပါမယ်ကဲဒါဆိုငါပဲပြောမယ်မင်းအခုပဲပြန်တင်းနဲ့ပြန်လာတာလေဖေဖေရဲ့ပင်နန်းကိုရောက်ခဲ့ဟိုတင်းနဲ့တော့ပါတယ်ဆိုဖေဖေတင်းနဲ့ပဲရောက်မှာပေါ့မယုံရင်တင်းနဲ့ကိုဖုန်းဆက်ကြည့်ဟေးဒါဆိုငါရှင်းရှင်းဝင်းပြောတော့နေဒီနေ့ကစပြီးအောင်ခန့်ဆိုတဲ့ကောင်လေးအဆက်အသွယ်မလုပ်ပါနဲ့လုံးဝအခေါ်ပြောတော့မလုပ်ပါနဲ့ချစ်ချင်းဘလို့ဖြစ်သွားလဲနေအောင်ခန့်ကြောင့်လောက်မသိဘူးလေအေးအောင်ခန့်တည်းနေကြားတာအောင်ခန့်မှာအကောင်းဆိုလို့လုံးဝတစ်စက်တောင်မရှိဘူးဖေဖေရဲ့ကိုအောင်ခန့်ပြီးတော့နေတဲ့လို့စားရနာပြတာလွယ်ပြီးအကျင့်စာရိတ္တပျက်စီးနေတယ်မဟုတ်ပါဘူးစိတ်သဘောထားလည်းကောင်းတယ်သူများပေါ်မှာလည်းကူညီတတ်တယ်ဖေဖေစာရိတ္တခံရတော့သူပဲကူညီပေးခဲ့တာလည်းမဟုတ်ဘူးဟာဒီကောင်ကအကြံသမားပဲဒီယုံနေလို့ဒီချုံချုံနိုင်နေမှာပေါ့ဖေဖေရဲ့
သူများတွေးထိုးစကားတွေကိုနားရောင်ပြီးသူတစ်ပါးကိုပြပြခါပြောနေရတော့မကောင်းပါဘူး တော်စမ်းနင်းမဆက်ကိုပိတ်ထားစမ်းငါနားထောင်ကောင်းလို့ငြိမ်ပြီးနားထောင်နေတယ်လို့ထင်နေသလားငါရင်ထဲမှာမီးတွေတောင်းနေပြီနင်အဲ့ဒီကောင်ဘက်ကရှင်းနေလိုက်ပြီးပြောအောင်အဲ့ဒီကောင်ကြောင့်နင်ဘယ်လောက်သိလို့လဲမတင်ညို့ပြောပြတော့ဒီကောင်ကြောင့်ငါသိပြီးတစ်ဆက်လေးမှမကောင်းဘူး အေးအုတ်ကြီးပြောပြလို့ငါလည်းအကုန်သိပြီနင်းစဉ်းစားကြည့်တာအုတ်ကြီးလို့လူမျိုးကမဟုတ်တော့ပြောပါမလားငါအပြပြောလိုက်မှာနေဒီနေ့ကစားပြီးအောင်ခန့်ဆိုတဲ့ကောင်နဲ့လုံးဝမပတ်သက်ပါနဲ့နော်ဒါပဲပြောလိုက် ဟုတ်တယ်နောက်တော့မှတော့အဖေနဲ့အမေကိုတော့အစိုးမမြင်နဲ့ရက်ဆက်တယ်လို့မပြောနဲ့ အဲ့တော့မေးဒီကောင်လိုင်းလဲငါတို့မိသားစုနဲ့မပတ်သက်ပါနဲ့လို့သာမင်းအပြပြောလိုက် အဖေကြီးပြောလိုက်ဒီဖေကြီးရဲ့ ဩမင်းကအိမ်ရှင်မလေးအိမ်မအများကြီးရှိမင်းပြောမှဖြစ်မှာပေါ့ ဟောဖေကြီးကအိမ်အောင်ဦးစီးပဲဖေကြီးပြောလိုက်ပေါ့ မင်းပြောပါဆိုကွာမင်းကလည်းကွာ ဟောဖေကြီးကလည်းယောက်ျားချင်းချင်းပဲလေဖေကြီးပြောလေဖေကြီးရဲ့ ဩငါမင်းကဟောလာတဲ့လူပြောလိုက်ပါကျုပ်ဟဲ့သမီးပြောတာကြားရနော်ကဲလုံသွားတဲ့အချို့ကဘယ်လိုမှမသိကဲမင်းသမီးမြင်ကြည့်ထဲကို ဟာဖေကြီးသမီးလေဖေကြီးပဲလေငါသမီးလေးဆိုပြီးတော့ဖေကြီးပဲထိုင်တာလေဖေကြီးသမီးလေး အေးငါထိုင်တာတော့ဟုတ်တယ်ကွာဒီဟာမျိုးတိုင်ငါတော့စိတ်တမတူမင်းနဲ့တူလား ဟောဖေကြီးပြောလိုက်တယ်ပြီးတဲ့ဟာဖေကြီးပဲကြောက်တာလေ ဩမင်းပြောကွာ ဟောဖေကြီးကလည်းပြောပါဆိုဖေကြီးက ဩမင်းကမင်းလွှဲငါလွှဲတော့မဖိနိုင်ဘူးဟုတ် ညတာလေးရဲ့မိဘတွေကပါသူတို့အိမ်ကိုတကားမရှိတားမရှိမင်းကိုဝယ်ထွက်ခွင့်ပြုလာတော့ငါတို့ကမင်းအခြေအနေတော်တော်ကောင်းနေပြီလို့ထင်တာကွာအခုမှဘာဖြစ်ရပြန်တာလဲကွာ ဟေးငါလည်းအဲ့လိုပဲထင်တာ မသိပါဘူးကွာအရင်တော့ကသူ့အိမ်မရောက်ရင်မလာဘူးလားလို့မေးနေကြတဲ့သူတွေကဆက်ဆံရေးရုပ်တရက်ကြီးပြောင်းသွားတော့ငါလည်းစဉ်းစားမရဘူးဖြစ်နေတာ နေဦးကွာငါစိတ်တင်ပြောရရင်နင်းကိုမကျေနပ်တဲ့လူတယောက်ယောက်ကမြတာလီရဲ့မိပါလေမင်းကြောင့်တခုသွားခြုံထားလို့များဟမ် ငါလည်းအဲ့လိုတော့တွေးမိတယ်ဒါပေမဲ့တရားခံကိုစဉ်းစားလို့မရဘူးမသိဘူးဖြစ်နေတာ တရားခံဘယ်သူမှမသိရင်လေသိအောင်စုံစမ်းမှာပေါ့ကွာဘာမှမဟုတ်နဲ့ရအောင်ဒီကိစ္စကိုရက်ွက်ထဲမှာငါမရရအောင်စုံစမ်းပေးမှာပေါ့နော် အေးငါတို့ဝိုင်းခြုံစမ်းပြီ ကျေးဇူးပါပဲ တရားခံမိပြီတရားခံမိခဲ့ပြီဟဲ့ ဟောမင်းကြီးတို့အတွင်းကဖူးကတည်းကခဏ ငါကြီးတော့အတွင်းကခိုးတဲ့တရားခံမဟုတ်ဘူးမင်းကြီးတော့ဆော့တဲ့ဆီလီကွန်ရုပ်ခိုးဝတဲ့ကောင်မိတာ ဟဲ့ကောမရဲလိုက်လား ဟောမင်းငါ့ကိုလာကြိုက်တာ အမေအကန်လေးလာပြောနေရ ဟာဒီမှာရေးကြည့်နေတယ်မင်းဖိုင်ရှော့ပါ ကဲတော်တော့ကွာတို့နှစ်ကောင်လည်းတွေ့တယ်ကြိုက်ဖို့ကံဖို့ကြီးပဲ ဒီကအရေးမကြီးပြားပြီ ဟုတ်ဘဲတရားခံနဲ့ဘာတရားခံ ကဘာလဲ မင်းကိုဈေးထိုးတဲ့တရားခံမိပြီလို့ပြောတာ ငါ့ကိုစီးထွေးတယ် အေးလေ ဘယ်သူလဲဘဲရ ဟောဘယ်သူရှိရမှာလဲအုတ်ကြီးဥပခင်နဲ့အပြိုကြီးမတ်တင်ညွန့်မောကွာ ဥပခင်နဲ့မတ်တင်နော် အေးအခုမင်းတို့ရှိငါလာရင်နဲ့လေလမ်းမှာအဲ့မတ်တင်ညွန့်ကြီးနဲ့ကွာညတာဒီအမေပြောနေတဲ့စကားတွေငါအကုန်ကြားခဲ့တယ်မင်းအကြောင်းတွေပြောနေတာ ဘာပြောလဲ ဟောဘာပြောရမှာလဲကွာသူတို့နှစ်ယောက်ပေါင်းပြီးဆေးထိုးလိုက်လို့ညတာဒီရဲ့အဖေနဲ့အမေကမင်းအကြောင်းတွေကိုသိပြီးတော့အုတ်သူသမီးနဲ့လုံးဝမပတ်သက်ဘူးမင်းကိုပြောလိုက်တာ ဟာ ကြည့်လိုက်လေဒီတော့အစင်ပြေတဲ့ကြားရဲ့ရုပ်တရက်ဒီခါခါလေးလေးဖြစ်သွားတယ်ဆိုလေရတော့ဒီမြောက်ဟောစီးတော့တေးတာသွားပြီ ကျင်းနေ တွေ့ရတယ်ပေါ့ ကဲကိုမေသိပြီတော့ဘာဆက်လုပ်မပြော ။အော်ဘာဆက်လုပ်ရမလဲ။သူတို့နဲ့ကွက်ရွှေ့ရမှာပေါ့။ဘာနှစ်ကောင်ကျွေးသုံးအောင်ပြန်စားတခါတည်းကင်းမမလိုက်ဘူး မင်းကဥပခင်နဲ့ကြားသွားထိုးမှာ ။ Chess ပါထိုးပါ။ဟာဘာလို့ပြောကြလဲ။ကြားထိုးကြလား တကောင်ကျွေးတာလေ ။ဟိုမင်းလည်းကွာအဲ့ဒါအကွက်ရွှေ့မှာအကွက်ဆန်းနေရွှေ့မှာဘယ်လိုမျိုးစောင့်ကြည့်လိုက်။လိုက်တာကွာခဲ ဟယ်လို ဒါလီကိုအရန်လွန်တာပဲ။ကိုဒါလီနဲ့မခွဲနိုင်တော့သိလား ဒါလေးလည်းကိုအောင်ခန့်အောင်ရမ်းလွန်းတာပဲ ။အဲ့ဒါဆိုရင်တော့ဒါလီကိုလာခိုးတော့မယ် ကိုအောင်ခန့်ဒါလေးကိုလာခုံးမယ်ဟုတ်လား ။ဟုတ်တယ်ဒါလီ။အဲ့လိုမှမလို့ဆိုရင်
ကိုနဲ့ဒီတက်ဝေးဖို့ပဲရှိတော့တယ်ဒါလီကိုနဲ့တူတူမနေချင်ဘူးလား ဒါလေးလည်းကိုအောင်ခန့်နဲ့အတူတူနေချင်ပါတယ်ကိုချစ်တဲ့သူနဲ့အတူတူမနေချင်တဲ့သူရှိပါမလားဒါလေးလိုက်ချင်ပါတယ်ကိုအောင်ခန့်ရဲ့ဒါပေမဲ့တွေပါလုံးမသွားတာလေဒါလီတဲ့ကူနဲ့ပေါင်းရွေးချယ်ဆိုဒီတလန်းပဲရှိတော့တယ်နော်ဒါလီကိုတော့လိုက်ခဲ့ပါဒါလီစဉ်းစားပြစင်ကိုအောင်ခန့်ရဲ့နော်ဒါလီဒီချင်းစဉ်းစားနေရမယ့်ချိန်ဆုံးဖြတ်မယ့်ချိန်ဖြစ်သွားပြီဘုရားကကြမှာဒါလီရဲ့ဆုံးဖြတ်ပုံမူတည်တယ်ဒါလီကိုခွဲနိုင်တယ်ဒါလီကိုခနဲ့မခွဲနိုင်ကဲဒါလီမခွဲနိုင်ကျန်တာဘာပြောနေလဲနော်ကိုလာခိုးတဲ့အချိန်မှာဒါလီဘက်ကအစင်းနဲ့ဖြစ်နေဖို့ပဲအရေးကြီးတယ်ကိုပြောဒါလီနားလေလားဟုတ်ကဲအဲ့ဒါဆိုရင်ကိုဘက်ကစီစဉ်ရရှိရအားလုံးစီစဉ်ထားလိုက်တော့နော်အဲ့ဆိုလေဒါပဲတော့ကောင်းကဒါလီဖုန်းချလိုက်တော့မယ်အရင်ချစ်တယ်နော်အရင်ချစ်တယ်ဖုန်းချလိုက်တော့နော်ဟာပွားတီဘာလို့ ဟာတီရမ်းလာနေပါလားစီစမ်းပါလေဒါတောင်လေအပြည့်ပုတ်သေးဘူးတော့ပဲရှိသေးတယ်တိကြည်စမ်းတဝက်နဲ့တော့ဒီတော့လှနေအပြည့်သာဆိုရင်တော့လေရက်ွက်ထဲမှာကြွကိုညံသွားတော့မှာပဲဘာလဲခွေးအောင်တယ်အမုတ်လေးခွေးတွေကိုဒီလိုဝိုင်းကြည့်တော့မှာပဲလို့အရန်လှလို့နေစမ်းမအောင်စကေရောဖော်ရလာပြောနေတာနင်ကစီကဘာလို့ကျင်းလို့လဲပြကြည့်အော်ဟိုလူချင်းလို့မဟုတ်ပေးခြင်းလို့ဒါလေးဟုတ်စားပြီလို့စားတော့မတ်တင်ကိုပေးမလို့ပဲဒါပေမဲ့မတ်တင်အတွက်တော့မဟုတ်ဘူးဘာတူလဲဒါလီကိုပေးပြီပါဒါလီတို့ဟုတ်ကဲ့ဟိုလို့ပါဗျာကျွန်တော်ရဲ့မှာတကယ်ခံစားနေရလို့ပါဟိုမတ်တင်ညွန်းနဲ့ဒီဒါလီနဲ့ကလည်းအရင်ကြီးဆုံးမိတ်ဆွေတွေလားသူလည်းကျွန်တော်လူခံစားနေရရှာမှာပါမတ်တင်ညွန်းသိမှာပါပြီးတော့လေဟိုမတ်တင်ညွန်းကိုလေကျွန်တော်ပြောမဆိုမဟိုနောက်ကပြောင်းခဲ့စေးထုခဲ့သမျှအားလုံးကိုလေဒီမှာပဲတခါတောင်းမှပါလေနော်ဟိုလို့ပါဗျာဟိုကျွန်တော်ဟိုအလကားကူညီတော့မှာမဟုတ်ပါဘူးဟိုပတ်စံ1000ပေးပါမယ်1000မကလို့တသိပ်ပဲလည်းမကူညီနိုင်ဘူးနင်းနဲ့ဒါလီနဲ့တန်ကိုမတန်တာဟာအဲ့လိုမပြောပါနဲ့လားနှလုံးသားကြီးကိုကြီးဆောက်လို့ရပါအဲ့လိုတော့မပြောပါနဲ့နော်နေစမ်းမအောင်အဲ့လောက်တွေတောင်းမှန်ပြီးအကူညီတွေတောင်းနေအောင်ဒီစားကဘာစားမလို့လဲဘလောက်တောင်အရေးကြီးနေလို့လဲအရေးကြီးပြီလားဗျာဒီစားကလေဟိုခိုးပြေးဖို့ချင်းနဲ့စားဒါလီကိုနင်ကခိုးပြေးမလို့ဟုတ်ကဲ့ဒီဆောင်ကဒါလီကိုပေးနော်ဟုတ်ကဲ့ဒီပတ်စံတော့ယူရတယ်ဒါမဲ့နင်ငါ့ကိုကျေးဇူးတော့မမေ့ရအောင်နော်။အော်စိတ်ချပါတကယ်ခိုးပြီးပြည့်တဲ့နေကြရင်လေဟိုပတ်စံဒီတဲ့ပူပေးပါမယ်နော်။ဟုတ်ပြီ။နင်ပေးနိုင်ပါစေလို့ငါဆုတောင်းမယ်။ဟာကျေးဇူးပါအနီသားရှိလား哎，你妈哩？အမဘာကိစ္စရှိလို့လဲအနီသားရှိလားဟိုအနီသားကိုပေးစားလေးရှိလို့မမေပြင်သွားတယ်မမဟုတ်လားစားပြင်းမလို့လားမဟုတ်ပါဘူးဟိုလေအနီသားလို့နေကောင်းလားလို့လမ်းကြုံလို့ဝင်မေးတာမရှိတော့ဘူးဆိုရင်သွားမယ်လေအမလာတယ်လို့ပြောပြီနော်အမမပြန်နဲ့ဘာဖြစ်လို့အဲ့ဒီစားဒါလေးကိုပေးဘာလို့ဖို့လဲဘာမှမဟုတ်ပါဘူးဒီစားဟိုတမင်တကာလာမေးတာလမ်းကြုံလို့အနီတန်းရှိလားလို့အမဒါလီတောင်းနေအောင်ကောင်းကောင်းမွန်ပေးလိုက်နော်မဟုတ်ဒါလီလူမှာနော်မလုပ်ပါဘူးလေဒီစားဒါလီနဲ့ဘာမှမဆိုင်ဘူးအနီတန်းကိုတက်လာမေးတာဆိုအမဒါလီကောင်းကောင်းမွန်အဲ့ဒီစားကိုတောင်းနေတာကိုအမမပေးဘူးဆိုတော့အမမယိုးသားပါလေဘာမှမလုပ်ဘူးရိုးသားတယ်အဲ့ဆိုရင်ဒါလီကိုအဲ့ဒီစားပေးခဲ့လေမိုင်းအော်ပေးလို့မရဘူးအဲ့စားဘာမှမဆိုင်ဒါလီနဲ့ဘာမှမဟုတ်ဘူးအမရဲ့ဟိုမမေလာရင်ပေးလိုက်မယ်နော်ဒါ
သမီးကိုပေးလိုက် အော်မရဘူးဘာမှမဆိုင်ဘူးအန်ဒီတန်းနဲ့လည်းဘာမှမဆိုင်ဘူး မရဲ့ပေးလိုက်ပါ ဘာမှမဟုတ်ဘူး ဒီနေ့ကဘာဖြစ်နေကြတာတော့ မမေမမေကိုစာပေးမလို့အဲ့သမီးကစာတောင်းနေအောင်သမီးမပေးဘူးရဲ့ယူပါ ဟောက်စားပေးမလို့ မဟုတ်ဘူးအန်ဒီတန်းဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူး ဟောက်စားပေးမလို့ဆို အန်ဒီတန်းကိုပေးဖို့မဟုတ်ပါဘူး ဟိုအဲ့ဒါဆိုဖေဖေကိုပေးမလို့လား အေးဟုတ်တယ် ဟုတ်ပါဘူးဟမ်နေရစားပေးမလို့ငါ့ကိုကြောက် ဟုတ်ပါဘူးအန်ဒီတန်းလေ ဟဲ့ပြဘာမှကြည့်မနေနဲ့ငါသမီးရှေ့မှာအဲ့ဒီစာကိုငါဖောက်ဖက်မယ်ပေးပေးစားမှာကဲပေး ဖတ်ဖတ်ဒါလီကိုနဲ့မခွဲနိုင်ဘူးဆိုတာမတင်ညွန့်လာပြောလို့သိလိုက်ရတဲ့အချိန်အယမ်းဝမ်းသာကြည်နူးမိတယ်အခုတော့ချစ်ရနဲ့ဝင်းနေရမယ်အတူတူနှစ်ယောက်အတူလက်တွဲပြီးဘဝအသစ်တစ်ခုတီဆောက်ကြဆိုနော်ဟမ်မနေ့ပြန်ည12နာရီတီတီဒါလီကိုလာခိုးမယ်ဒါလီဘကအစင်သစ်ပြင်ထားပါကိုတို့နှစ်ယောက်ရုံးမှာလက်မှတ်ထိုးဖို့ကိစ္စကိုအုတ်ချုပ်ရဲမှုဥပခင်ကကူညီပေးမယ်လို့ပြောတယ်ဟောဒီစာကိုလည်းမတင်ညွန့်ကိုမုံဘိုးတောင်းပေးပြီးခိုင်းလိုက်တာအကျိုးအကြောင်းကိုမတင်ညွန့်နဲ့ပြန်ပြောလိုက်ပါအမြဲတမ်းအတွက်အောင်ခန့်ဟာညီတို့ကတကြိတ်တဲ့တညံတဲ့ကို ဒီဇက်ချုပ်တဲ့ဟိုလူကြီးကိုဘတ်ကြီးကဘာကိစ္စပါလာတာဟင် အဲ့ဒါရှစ်တငယ်ချင်းနေဟမ်ရှစ်တငယ်ချင်းကမီးစားတစ်ဖက်ရေမုတ်တစ်ဖက် အန်ဒီတန်းဟိုဒီကိစ္စလေးတင်းတင်းနဲ့ဘာမှမဆိုင်ပါဘူးတင်းတင်းမသိပါဘူးဟိုအောင်ခတ်ဆိုတဲ့လူကလေဟိုဒီစာကိုဒါလေးကိုပေးပေးပါဟိုမဖို့တောင်းပေးပါမယ်လို့ပြောလို့တင်းတင်းကယူလာတာဟိုဒါပေမဲ့လေတင်းတင်းကဒါလေးကိုတော့မပေးဘူးနော်အန်ဒီတန်းကိုပေးဖို့စောင့်နေတာ တော်ပါပြီရေကြီးအပေါ်တွေပြောင်းနေပါနဲ့ဘယ်မှာလဲတောင်း တောင်းဒီမလေးဟိုဈေးတွေကဖန်စီနဲ့တက်နေတယ်လိုက်တယ် အော်အဲ့ဒါဆိုညီကကျင်းတိတ်သွားပြီဗောညီအောင်သွဲနေတာ အေးဘာမှပြောမနေနဲ့ဟင်ဟိုလူကြီးကိုဒီကိစ္စသွားစင်းရှင်းရမယ်နေမှာလိုက်ခဲ့နော်ဒါလီဟဲ့တာဒီရမယ်လမ်းမှာစိတ်မကူနဲ့နေကိုတကားပိုက်ခဲ့နော်မရဘူးပြန်လာမှနေနဲ့တွေ့မယ်ဟာ ဖေမလုပ်နဲ့ဖေဖေတပြောလို့တော့ထားလို့ပါနဲ့ဖေဖေမမေဆိုတဲ့လူသမီးမသိဘူးနော်သူကလေတသိန်းညွန့်နှစ်သိန်းယူပြီးတော့ခရောပေးပေးကြည့်ဒီမှာ ငါဖဲယောက်ျားလောက်ဆိုင်နေရတယ် ပြပြပြမယ်အဲ့ဒါ तू ကသမီးအတင်းကိုရောစာပေး လာပါကိုဘတ်ကြီးမလာဘာခင်လုံးပါဗျာ ဘယ်လိုဖြစ်ဗျာ အမေနေကငါယောက်ျားနဲ့မှထိုင်နေတယ်မလာပါဒီဘက်ကတော့လာပါအောင်မလေးထိုင်ကြလိုက် နေရတဲ့ရေးရမှာဟာဒီမှာခမရအခါတော်ပြီးတော့ပြေးပြီး easy ဒီမှာတာယာနေတယ်ပေါ့လေဟမ်ခမရပတ်စံမလောက်ရတာတသိန်းလား2သိန်းလားပြော ဟာဘာတွေလာပြောနေတာလဲဗျာဒီမှာလမ်းအတွက်အလူခံတဲ့ငွေဥက္ကဋ္ဌရှိနေရောက်လို့စိတ်ညစ်နေတာဘယ်ကတသိန်း2သိန်းလာပြော လက်ပတ်စံကိုပြောတာမဟုတ်ဘူးဗျအခါတော်ပေးလို့ရတဲ့ပတ်စံကိုပြောတာပြော ကျုပ်ကဘယ်သူ့ကိုခါတော့ပေးဘာတွေလာပြောနေမှမသိဘူး ဟောခမရအခုမှယူကျင်အောင်ဆောင်မနေနဲ့ကျုပ်သမီးကိုခမရအောင်သွယ်ပေးလို့အခါတော်ပေးကဘယ်လောက်ရလို့ပေးတယ် ဟာဘာတွေပြောနေတာလဲဒုက္ခပါမနားမလဲဘူးဗျာခနဲ့လျှောက် ဟောနားမလဲဘူးလေဟာအခုမှလာပြီးတော့ဟာပြလိုက်စမ်းမိမစာအောင်ပြောတာ ဒီမှာနားထောင်ရုံးမှာလက်မှတ်ထိုးဖို့ကိစ္စကိုအုတ်ချုပ်ရဲမှုဥပခင်ကကူညီပေးလိုက်မယ်လို့ပြောတယ်ဖတ်ကြည့်တာဟာတော့အဲ့ဒီအောင်ခန်းနဲ့ခမရသမီးခိုးရလိုက်မဲ့ကိစ္စအခုခမရတို့လာပြောမှာကျုပ်သိတာကျုပ်မသိနော် အုတ်ချုပ်ရဲမှုလူလေ ဟမ် ရှင်ရလေသားသမီးကြီးကိုချင်းမစားလိုက်တာဒီမှာကျမသမီးကိုလေဘာမဟုတ်တဲ့ကောင်နဲ့ရှင်ရအောင်သွဲပေးရသလား စကားပြောရင်ကြည့်ပြောအဲ့ဒီအောင်ခန်းကိုကြည့်မရတာတရက်ကွက်လုံးသိတယ်ကျုပ်တော့ကြည့်ရတာဟုတ် ဟုတ်တယ်အဲ့ဒီအောင်ခနဲ့ကျမနဲ့မတည့်တာလေတရက်ကွက်လို့သိတယ် ဟာဒါဆိုရင်ဒီအောင်ခါခဏတော့ဘာဖြစ်လို့ကြောက်တော့ရလဲ ဟာဒါသူ့မှာအကြံရှိလို့နေပါဘော ဟုတ်ပါ
ဒီကောင်အကြံကြီးတယ်ငါအကြံကြီးငါသမီးရော ဟောရှင်ဒီအိမ်မှာတော့ခတ်ထားတယ်လေရှင်မဲ အာအေးဟုတ်ပြီသမီးတယောက်တည်းအိမ်တော့ခတ်တယ်အောက်ကမှာညနေနဲ့ရှိတယ်မဖြစ်ဘူးအိမ်ပြန်ရအောင်အိမ်ပြန်ရမယ်ဟာ ဒီမှာကွာအဲ့ဒီကောင်ညံများတယ်အဲ့ဒီကောင် ပြောလိုက်တယ် ပြောရှိဒီတော့ ဘောဘာမှရင်းနေတုံးနေနဲ့ကိုတရားလုံးရှိတယ် အဲ့ဆိုဒါမျိုးခွဲရတော့ဘောနော် မခွဲတော့လုံးလိုက်ပဲထားတော့ပါ ဟုတ်ကား ဟိုလေလုံးနဲ့ဆိုတူနေလို့ရပြီကွာ နောက်နေနောက်မှနေတာမဘေးမှနေတာပါ ဟဲ့ခွေးပါသမီး ရှင်မပြောရတယ် အော်ခွေးသမီး ငါစစ်သမီးလေ မောခွေးလို့မိုက်တဲ့သမီးလို့ပြောတာပါ ဟေးအောင်ခန့်မင်းတော်ဒုက္ခပေးတဲ့ကောင်ကွာ တို့ပြန်မဟုတ်ဘူးစက်တိုးလေကွာဘာလို့ အဲ့တော့မရှိဘူး တော့ဘဲဝါလို့ ခုနကဒီကောင်ပေးတာလေ ဟာမင်းယူရမဟုတ်လား မဟုတ်ဘူးမင်းကကလာပြန်ပေးလိုက်တယ်လေ ဟာငါနောက်ဝဘွင့်အထက်မှာကြံနေခဲ့လားမသိဘူး ဒုက္ခပါပဲကွာတော့ရှာတယ်ကွာအချိန်မရှိဘူးပြည့်ပဲ လိုက်ကွာ ပြေးနေ